อันฟองดาสมีดรสาเฮตุเฮอินเทอร์วิวกันวันตัวไรดรตุตันกันอินเทอร์วิวเฮCCN kan siban token atu health and hope medical center nan sakmi he zai titin nak dan nak sak nang se chino la li pi yom ha mui re khe re ne ya ne sa bro elo chino nge bowa kare ya ne pi ro chino ro yom ha chino ro nghe tiếng nghe chuyện này workshop bữa đó tới đó là có cho nó mi kẹp rồi bữa đó cho nó đâu vừa miêu tả miêu đi ha cái lấy mà mua này luôn anh luôn nè tôi yên lấy vậy cái lấy mua phụ từ đầu chú sa bữa đó cá sấu xoan này anh luôn số số cái này cho nó mấy gì rồi nè cho nó tôi kẹp à anh luôn nè cho nóแต่กูจีกูไปรอแต่ในใจจนเสียวพิมพ์สุดรอจนสุภาพแค่ไหนเอเมนเนี่ยจนแต่ในใจพยาเสียวพิพูอยากด้วยจนเขาจีไปแค่ไหนนั่นเท่ากูมาจนเสียวบ่อยู่บีในน้ำมาแต่ชุไม่สุดยาเรามิวรีมาอารมณ์บ้าเราจนกูเปียกแค่ไปแม่เลยจนเนี่ยมิวปอร์มันนี่พี่รอลูกนี่แหละจนหัวมาตีสู้นี่แหละจนอยู่ตัวอยู่ตาเลี้ยบลูพิมพ์เลยจนกูจนสู้อยู่แค่ลุ้นลูกจนเปียตัวแค่ปะแต่ในใจจนลูเลี้ยจอลูนาริกาจนสิโกตัวเจ้ามิวเนี่ยจ้ามาเปียตนามิวเนี่ยลาเปียแค่ปะจนเนี่ยยังมาเปียไอ้ลูนาริกูจีเรียขามาจนเราไม่ได้เลยจ้าแค่ปะเลยจนเราเสียหน้าแค่ปะเลยจนปีป้าเลยยาปีป้าลาแค่เลยน้าสุจาระจนเราเดียวแทนเนี่ยตอนนี้กูรู้เลี้ยจอเสกุยเลยจนเราตัวละลีลาใจจนเรากูได้เลยนี่มาก้าวได้ตัวเดียวพิลามาจนเราตีละเลยสุดแล้วจนเราเนี่ยอยู่ตัวอยู่ด้านเนี่ยอารมณ์กูเสียวบุรุษแกจนเราเสียวเตียวเนี่ยเนี่ยเสกุนี่เลยดีโลกาปูบุรุษก้าวมาหมดแล้วป่ะกูอ่ะขมิ้นรูปเพี้ยในบิโรกูตั้งในเรื่องสาวกูรู้ในพวกจนติดตาปีบิอาศัยสุดบิโรเอลูเนี่ยจนติดตาจ้องกูสัตย์สาวรักแค่ปะเอลูเนี่ยติดตาจ้องกูสาวรักขามาเลยพวกสิ่งเนี่ยไม่ยันตีไม่พิจารณาชิ้นนี้มายาวเด็กขาจารออินเดียในงานย่อเมียนมาในงานเนี่ยจนลูซีนี่พิจารณาอังกฤษในงานมาจนพวกสิ่งกูจะมาชิ้นมีอลิชิ้นสุดบิโรติดทางแค่ปะเลยเพียก้าวจีปีบิโรกูจนพวกสิ่งนายก็อุกทาจิกาอังกฤษในงานเนี่ยสิพีมิดาสูเอเชียมิดาพริชาสเลพิลาเนข้าจารอจนรู้ฮะดีลูกก็ตัวก็เอามีพูดด้วยลาสิลาเดพูดสิเลพิลามานั่นเงินดำนักเซ็นทรัลเฮใจนี่หินดาปมนักอันนี้แปลกอีกนะအခုကကျွန်တော်ချစ်ပင်ထဲမှာကြည့်တဲ့အခါမှာရခိုင်ပြည်နယ်တို့ပေါ့အိန္ဒိယနယ်စရွာတွေမှာလည်းကြည့်တဲ့အခါမှာစိတ်တလုံးမတောင်းနိုင်လို့တည်တဲ့လူတွေလည်းကျွန်တော်အများကြီးတွေ့ခဲ့ပါတယ်ရေတစ်ခွက်တောင်းဖို့သူတို့မတီးတဲ့အခါကျတော့လေသူတို့အဲ့ဒီရေဓာတ်ခတ်ချောက်ပြီးတော့တည်သွားလို့လည်းကျွန်တော်အများတွေ့ခဲ့ပါတယ်တစ်ဖက်ကဆိုရင်လည်းဗိုက်တာမင်ဓာတ်ချုပ်တယ်လို့လားသူတို့မှာပြီးပါလေမာနိုရစ်ဖြစ်လို့လားအမျိုးမျိုးကြောင့်ပေါ့နော်အဲ့လိုဖြစ်ခဲ့တာကိုကျွန်တော်တွေ့တဲ့အခါမှာကျွန်တော်ကုတရေးတဲ့ကာကွယ်ရေးကိုဦးစားပေးလာတယ်အဲ့လိုနဲ့များတော့အဖေရွာတရွာသားတွေကိုကျွန်တော်လက်ဘလို့စေးမလဲဆိုတာတီးပေးတယ်ဘယ်ချိန်မှာရေတောက်မလဲဘာကြောင့်ရေကိုတောက်ရမလဲဘလို့လဲစေးမလဲဘလို့အေတာကိုစောက်မလဲဘလို့ကျွဲ့နွားတရီစေအီမွေတရီစာနေပြီးတော့လူကိုဘလို့ခွဲပြီးတော့နေနိုင်မလဲအဲ့လိုနဲ့ကျွန်တော်အဲ့ဒီ issue တွေကိုဖြေရှင်းဒါမကပဲဒီနှစ်မှာဆိုရင်တော့ဖျားကျူတော့ကြောက်ဒီကယ်လီဖိုးနီးယားပြည်နယ်မှာရှိတဲ့စေကူပနီနဲ့အခြေဆက်လုံးပြီးတော့သူတို့ကအဲ့ဒီအာဟာရချိုးတဲ့နေတဲ့ကလေးအမေနဲ့ကလေးတွေအတွက်ကိုကျွန်တော်တို့ဥမာဒီနှစ်မှာ
လေးအမေ9000ကျော်အတွက်ကိုအမေကြီးတရားဆိုရင်စေးတပုအလုံး180ပါတဲ့တပုကိုကျွန်တော်ပေးခဲ့ပါတယ်ဆိုတော့အမေကလေးအမေကြီး9000ကျော်ကိုကျွန်တော်6လစာအတွက်ဒီနေ့မှာထုတ်လို့ပေးတယ်ပြီးတော့လည်းအဲ့ဒီကလေးတွေပေါ့နော်ကျွန်တော်9နှစ်အောက်ကလေးတွေအတွက်ကို19000ကလေးတွေအတွက်ကိုလည်းကျွန်တော်စေဝါကိုဒီအမေရိကန်နိုင်ငံကနေပြီးတော့သူတို့နေရာစီတီကိုကျွန်တော်ပို့ဆောင်နိုင်ခဲ့ပါတယ်ပြီးတော့လည်းအဓိကကျတဲ့ယောဂါတွေကိုကုသဖို့ရအတွက်ဟိုမှာ anti malaria ငှက်ဖျက်ယောဂါကုသနိုင်အောင်ပြီးတော့လည်းသူတို့ anti bacterial တို့ပေါ့အထူးသဖြင့်ဒီ pneumonia ယောဂါတွေကုသနိုင်အောင်ပြီးတော့သူတို့ခန္ဓာကိုယ်ရဲ့အပူချေတွေလျှော့ချနိုင်အောင်အဲ့လိုနဲ့သူတို့ဖြန့်နာမှုတွေကိုပေါ့တက်တာနိုင်အောင်ပြီးတော့လည်းတစ်ဖက်ကရွာတိုက်ကိုလည်းတောင်ရသမားတွေကပုံများတယ်ဆိုတော့သူတို့ကတောင်ရခိုးတယ်တရားတွေရတယ်ဆိုတော့ရွာပေါင်း90ကျော်မှာကျွန်တော်တို့တရားကိုချိုးတဲ့ကိရိယာတွေကိုပိတ်ခဲ့ပါတယ်ပြီးတော့လည်းအခုကဘုရားရဲ့ကျေးဇူးတော်ကြောင့်ရွာပေါင်း50ခုနှစ်မှာလဲကျွန်တော်တို့ကြမ်းမာရေးနဲ့ပညာရေးအေးဆိုပြီးတော့ A တေကိုရွာပေါင်း50ခုနှစ်ရွာမှာဆောက်ခဲ့ပါတယ်တ AC ပေါ့နော်အဲ့ဒီ AD မှာကျွန်တော်တို့ကြမ်းမာရေးပညာပေးတွေပြီးတော့သူတို့ရဲ့အစည်းအဝေးတွေထိုင်ပြီးတော့သူတို့ရဲ့ဘဝရဲ့အကြောင်းကိုပြောပြီးတော့အဲ့လိုနဲ့သူတို့ရွာတွေကိုတည်ဆောက်နိုင်ဖို့ရအတွဲလဲအဲ့ဒီရွာပေါင်း50ခုနှစ်မှာလဲ AD ကို50ခုနှစ်အေးဆောက်ပြီးတာဖြစ်ပါတယ်အကျငန်ဒမ်နက်လေဆလာကျငန်ဒမ်နက်လေစီပိခန်ကန်တလာစီပိခန်ဘောနော်မတ်ကန်ထုလေနဝန်ချမီအခန်ကေအတူငန်ဒမ်နက်လေနန်ထဘုလောစလောတင်တန်နန်ပက်ပိနာခန်မောမခနန်ရီယန်တွန်နက်ထာတုလာမပိနာခန်ကေရမ်ဒန်ဟာခန်ကေပညာရိုတင်နန်သာမီနာတဲมาพอลก็แต่คุยกับอารมณ์พอลเดินหน้าไม่นุ่งภาษีจะดันเสติมีขนาดกันซิมข้างมาအခုကကျွန်တော်တို့မြန်မာနိုင်ငံရဲ့ပညာရေးစနစ်ဟာလည်းကျွန်တော်တို့ထုတပြည့်ချီလူမျိုးတွေအတွက်အားဆိုရင်အခုခဏလို့တိတဲ့အတိုင်းပဲချီပင်ထဲမှာ college တခုတော့မှမရှိတဲ့အခါကျတော့ကျွန်တော်တို့ငငယ်လေးတွေဟာသူတို့အိမ်မက်လှလှလိုက်တွေချီပင်မဲ့လဲတခါတလေကြရင်သူတို့ဟာအဲ့လိုနဲ့ဆယ်ရအောင်ပြီဆိုရင်တောက်ရပြခိုးတာတွေဆယ်ရအောင်ပြီတဲ့ဆိုရင်ကျွန်တော်တို့အဝေးတီကိုတန်းပြီးတော့အဝေးတီပြင်ရင်လဲအဲ့လို professional နဲ့ဖြစ်နိုင်တဲ့အခြေအနေမှာမပေးတာတွေကိုတီးတဲ့အခါကျတော့ကျွန်တော်တို့အဲ့ဒီလူငယ်လေးတွေအတွက်ကိုကျွန်တော်ခြေကွက်ခဲ့ပါတယ်တချို့တွေကကျွန်တော်ကိုလည်းသူတို့မျက်ရည်နဲ့ကျွန်တော်ကိုပြောခဲ့ပါတယ်အဲ့ဒါကိုကြည့်ချင်ရပြကျွန်တော်ဘာနားလည်လာတယ်လဲဆိုတော့ကျွန်တော်ဟာအဲ့ကြမှာရင်ကိုပဲလုံးနေရင်းနဲ့ကျွန်တော်ပြည်နယ်ဟာပြန်လဲတည်ထောင်လို့မရဘူးဆိုတာကိုနားလည်လာတယ်ဆိုတော့ပညာရေးကိုဥစားမပေးမဖြစ်ဘူးဆိုပြီးတော့ကျွန်တော်ဆယ်ရအောင်လာတဲ့လူလေးတွေကိုသူတို့ vision ရှိတဲ့အိမ်မက်ရှိတဲ့လူတွေကိုကျွန်တော်ခေါ်ပြီးတော့သူတို့ကိုဘယ်လို interview တွေလုပ်တယ်ကျွန်တော်နဲ့အတူ6လနေတယ်အဲ့မှာကျွန်တော်လည်းသူတို့ကိုစစ်ဆေးတာပေါ့နော်ဘာတွေလုပ်ချင်တယ်လဲညီလေးညီမလေးဘာဖြစ်ချင်တယ်လဲဘဝမှာဘယ်လိုဖြစ်စေချင်တယ်လဲဆိုပြီးတော့အဲ့လိုနဲ့ကျွန်တော်ဟာလွယ်ခဲ့တဲ့ငါးနှစ်ကနေပြီးတော့လူငယ်လေးတွေကိုစကြည့်လာတယ်အဲ့လိုနဲ့ဒီနှစ်အထိကတော့82ယောက်ကျွန်တော်ရွေးပြီးတော့သူတို့ကိုအိန္ဒိယနိုင်ငံခေါ်လိမ့်နဲ့တရုတ်နိုင်ငံရဲ့ခေါ်လိမ့်တက္ကသိုလ်ရောယူကရိန်းနိုင်ငံမှာရှိတဲ့ခေါ်လိမ့်တက္ကသိုလ်နဲ့ဖိလစ်ပင်နိုင်ငံမှာရှိတဲ့ခေါ်လိမ့်တက္ကသိုလ်တွေကိုကျွန်တော်ပုတ်ခဲ့ပါတယ်အဲ့ဒီ82ယောက်ထဲမှာအခုက12ယောက်ဟာတရုတ်နိုင်ငံဖိလစ်ပင်နိုင်ငံနဲ့ယူကရိန်းနိုင်ငံမှာရှိတဲ့စိတ်တက္ကသိုလ်တွေမှာသူတို့ကဆရာဝန်တွေဖြစ်လာဖို့ကိုသူတို့ကပညာရှိမှုတွေရှိတယ်။ကြားလူကြားတဲ့ကျောင်းသားလေးတွေအားလုံးကတော့သူတို့ဟာအခုအိန္ဒိယနိုင်ငံနဲ့တခြားနိုင်ငံတွေမှာပေါ့နော်သူတို့ဟာ management တို့ BBA တို့ BA တို့ BSc တို့ဘွဲကိုယူဖို့ရတဲ့သူတို့ပညာကိုရှိဖို့လျက်ရှိတယ်။မတ်နန်သမီပေါ်တဲ့ကစီလိုက်လုံးမချန်တင်နန်ထန်ဟာဆလောလာကဒန်မေချာလိုက်ကန်တလာချာအဒန်မေချာလိုက်တဲ့ချန်တင်နန်သမီနာအမခမတကယ်တော့ဆိုကျွန်တော်တို့ရီမချက်တစ်ခုရှိပါတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့နိုင်ငံဟာ PhD ကိုအများကြီးလိုအပ်လဲရှိတယ် Master လည်းအများကြီးလိုအပ်တယ်ပြီးတော့လည်းကျွန်တော်တို့ဘာလဲဟိုBachelor လည်း Management လည်းengineer တို့เนาะဆရာဝန်လည်းအများကြီးလိုအပ်လျက်ရှိတယ်ဆိုတဲ့အခါကျတော့ကျွန်တော်တို့
အဲ့ဒါတွေကိုစစ်စားတဲ့အခါမှာကျွန်တော်ကသူတို့လိုချင်တာကိုပဲကျွန်တော်ဥစားပေးတယ်တချို့လူတွေကတော့ကဲကျွန်တော်ပညာပြည့်လာရင်ပါလီမာအမဖြစ်ချင်တယ်လို့ပြောတယ်ဟုတ်ကဲ့ဘာဖြစ်လို့မဖြစ်နိုင်အောင်မလဲတချို့လူတွေကတော့ကျွန်တော်ဘွဲပြီးသွားရင်တော့ချစ်ပြီးနေဝေချိုးဖြစ်ချင်တယ်လို့ကျွန်တော်ကိုပြောတယ်ဘာဖြစ်လို့မဖြစ်နိုင်အောင်မလဲနော်စူးစမ်းကြည့်ပါအဲ့ဒါဖះလို့လည်းဖြစ်နိုင်တယ်ဆိုတော့ကျွန်တော်တို့ကသူတို့ရဲ့ကျွန်တော်မကားတာဘူးသူတို့ကျွန်တော် education program ကို freedom to education လို့ကျွန်တော်နာမည်မှတ်ထားတယ်အတိတ်ဘက်ကပညာရေးတို့လောလာချင်းလို့ကျွန်တော်အတိတ်ဘက်သတ်မှတ်တယ်ဆိုတော့နာမည်လေးကိုကျွန်တော်ပညာရေးစီတို့သူတို့လောလာနိုင်အောင်ပေါ့ကျွန်တော်သူတို့ကိုပြုစုပေးထားတာသူတင်အချင်းစီလေလောင်းစရိတဲ့ရမ်ဒန်နန်လှမ်းဟဲမိုးအခုက72ယောက်82ယောက်ထက်က72ယောက်ကစိတ်တက်ကတူကိုတယောက်လျက်ရှိတယ်ပြီးတော့ကြားတဲ့90ကသူတို့ BSc ဘွဲတွေတချို့ယူမယ်တချို့က BA ဘွဲတွေယူမယ်တချို့က law ဥပဒေဘွဲတွေယူမယ်တချို့က management ဘွဲတွေယူမယ်ဆိုတော့တချို့ကလည်း computer engineer ကိုတက်နေတယ်တချို့က aerospace engineer ကိုတက်တယ်ဆိုတော့အဲ့လိုနဲ့အမျိုးမျိုးပေါ့နော်သူတို့တတ်နိုင်တဲ့ field ဖျားနေပြီးတော့အလုပ်ကစီကူရစီတယ်ဆေအထာတော့မချမချွန်ဟီနိုဟန်တဲ့ health and hope နန်ရန်တော့နာခေမောอินเดียรัมรีละอินเดียอตุเตียงจะอินเดียรัมรีทองสิกันเตกลาจมออินเดียละชงละกอรัมชงละระคังรัมชงละฮิปินเลยหินเตนั่นเรียนต้นนักกับชันนันติมมอตาชุนนักมอชินสเตรเลเวลสโลละกอรัมเลเวลที่พุ่นไปกันเตติมมินันไหนมอฉันว่าเราอยู่ที่บ้านเดี๋ยวชิลุมิวอาลูฮะพยากาတခြားလူမျိုးတွေအတွက်ကိုကောင်းချီးဖြစ်ဖို့ရအတွက်ခေါ်ထားတယ်လို့ကျွန်တော်တို့ယူချင်တယ်ချီလူမျိုးတွေဟာချီလူမျိုးအတွက်တာမဟုတ်ပါဘူးချီလူမျိုးတွေဟာမြန်မာနိုင်ငံတစ်ခုလို့အတွက်ကိုကောင်းချီးဖြစ်နိုင်ဖို့ရအတွက်ခေါ်ထားတဲ့လူမျိုးတွေလို့ကျွန်တော်ကိုယ်တိုင်အယူချီရှိတယ်ဆိုတော့ကျွန်တော်တို့အနေနဲ့အလို့ကိုကျွန်တော်ဒီ health at home မှာလဲကျွန်တော်တို့ဟာယူချီချီအကြီးကြီးနဲ့ကျွန်တော်လှုပ်ဆောင်နေတယ်ဆိုတော့ကျွန်တော်ချစ်ပင်နဲ့ပြီးသွားရင်ရခိုင်ပင်နဲ့ပြီးသွားရင်စကိုင်းတိုင်းမကွေးတိုင်းကချင်ပင်နဲ့ရှားပင်နဲ့ကျွန်တော်ဥမာကချင်ပင်တို့ကိုကျွန်တော်တွားပြီးတော့ကျွန်တော်ကိုယ်တိုင်ဘာလို့ပြနိုင်မလဲဆိုတာကိုကျွန်တော်စိတ်ထက်မှာအခုလောလောဆယ်ရှာနေတယ်ပြီးတော့အခုကအဲ့ဒီပညာရေးလဲကျွန်တော်ဟာအခုက82ယောက်ပဲနိုင်ငံခြားပင်ကတော့ဒီကိုဆွနှွှတ်ထားတယ်ကျွန်တော်မျှော်နေတာကတော့ဘယ်အချိန်မှာကျွန်တော်1000ချီလုံငယ်ပေါင်း1000ကပညာသား1000ဖြစ်လာပြီးတော့အဲ့ဒီပညာသား1000ကကချီပင်မှာ200ရခိုင်ပင်မှာ200เนาะအဲ့လိုနဲ့ကိုကသူတပအတွက်ကိုတချို့ပင်တချို့တိုက်တွေအတွက်ကိုပေါ့နော်ကောင်းကြီးဖြစ်ဖို့ရကျွန်တော်ကျူးစားလာတဲ့အခါမှာပဲဖះကလည်းကျွန်တော်ကိုကောင်းကြီးပေးလာတာကျွန်တော်ယုံကြည်တာကတော့ easy ကိုပဲစစ်စားနေ easy ရတဲ့အထိပဲကောင်းကြီးရမယ်မြန်မာနိုင်ငံတစ်ခုလုံးကိုစစ်စားရင်မြန်မာနိုင်ငံတစ်ခုလုံးအတွက်ကိုဖះကခွာပေးမယ်အဲ့လိုကကျွန်တော်စစ်စားတယ်ဆိုတော့မြန်မာနိုင်ငံတာမကဘူးဖြစ်နိုင်တော့မြန်မာနိုင်ငံတည်ထားတဲ့အတိုင်းဒီဖက်မှာအိန္ဒိယနိုင်ငံအဲ့မှာဘင်္ဂလားဒေ့ရှ်နိုင်ငံဟိုမှာတရုတ်နိုင်ငံကမ္ဘာမှာရှိတဲ့လူဦးရေ30မှာဥမာ9ယောက်ကအဲ့မှာရှိတယ်ဒါပေမဲ့တစ်ဖက်ကကြည့်မယ်ဆိုရင်အဲ့9ယောက်ကမေတ္တာကိုသူတို့မရသေးဘူးเนาะဖြစ်နေချိုးချယ်နာတွေအကြဖက်နာတွေမုတ်တိနာတွေတနာတွေခြေဆက်နာတွေကတော့ခါနေကြပါပဲဒါပေမဲ့ဘယ်တော့မှမေတ္တာကိုမခါစားခဲ့ဘူးပါဘူးဆိုတော့ကျွန်တော်တို့ရွေးချယ်ရတော့မြန်မာနိုင်ငံသားမကောက်အဲ့ကျွန်တော်ချီလူမျိုးကမြန်မာနိုင်ငံအတွက်ကောင်းချီးဖြစ်လာတဲ့နောက်ပိုင်းမှာဆိုရင်မြန်မာနိုင်ငံကတရုတ်နိုင်ငံအတွက်မြန်မာနိုင်ငံကအိန္ဒိယနိုင်ငံအတွက်မြန်မာနိုင်ငံကဒီဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက်အဲ့တော့ထိကတော့မှဖះကမြန်မာနိုင်ငံကိုအတိုးပြုလိမ့်မယ်လို့ကျွန်တော်ကတော့ယူချင်တယ်ပြီးတော့လဲ Helen Hope ကိုလည်းအင်္ဂလန်နိုင်ငံမှာအခုကျွန်တော်ဖွဲ့ထားပြီအဲ့မှာACမီတာကြီး Preachers ကကျွန်တော်နာဂောက်ကထားပြီးသွားပြီဆိုတော့မကြာခင်မှာလဲ US မှာလဲကျွန်တော်ရတည်လာမယ်ထင်တယ်။ Australia နိုင်ငံမှာလည်းရတည်လာမယ်ထင်တယ်။ကနေဒါနိုင်ငံမှာရတည်လာမယ်ထင်တယ်။အဲ့ဒါမှာရှိတဲ့ဆရာဝန်ကြီးတွေဟာလည်းတော်တော်များများကကျွန်တော်လုံငါကိုစိတ်ဝင်စားတယ်။ပြီးတော့ဟိုမှာရှိတဲ့ professor တွေပေါ့နော်ဥမာဒီ Harvard Tech တို့မှာရှိတဲ့ professor တယောက်ဟာဆိုရင်သူကနှလုံးရောဂါနဲ့ပတ်သက်ပြီးတော့ဆေးဝါးကိုသူကတီထွင်တဲ့သူဖြစ်တယ်။သူက
တကယ်ကိုကျွန်တော်တို့ကကိုဆေးပြီးစားတယ်ဆိုတော့အဲ့လိုလေးတွေပေါ့ကျွန်တော်တို့ကယ်လီဖိုးနီးယားမှာရှိတဲ့Los Angeles တက္ကသိုလ်ကိုကျွန်တော်သွားတယ် UCLA မှာအဲ့မှာရှိတဲ့ professor တွေကိုကျွန်တော်မေးခွန်းပြောတယ် Indiana မှာသွားတယ် Indiana တက္ကသိုလ်မှာရှိတဲ့ professor တွေကျွန်တော်စကားပြောတဲ့အခါမှာ wow this program is amazing နော်သူတို့ဟာဒီ program မှာတော့အောင်မြင်နိုင်ဖို့ရှိတယ်ဆိုပြီးတော့သူတို့ဟာလက်ခပေးကြတယ်ဆိုတော့အနာဂတ်မှာဆိုတော့ဖះကျူးတော့ကြောင့်အောင်မြင်လာမယ်လို့ကျွန်တော်ယူကြည်ပါတယ်ဆက်ဆက်ထားလာမခါ Helen Hope กองให้เป็ดไลน์เสร็จแล้วกันหูแลคันในเฟซบุ๊กเสร็จแล้วน้องเคไลน์เลนปีกว่าคันเฮลิคอปเตอร์ตุ่มนักเควันลองกรอนกันเสร็จวันลองกรอนไงจะสลับกันทีละเจอเฮลิคอปเตอร์ตุ่มนักมาค่ะ Mission Aviation Fellowship NGO ผู้นี้บ่มนักเสร็จแล้วมานั้นเสร็จนักอาคันนั้นบัดเจ็ดที่จะท่องทางดัดดีและอันมาลองนี้จำนวนในบ่มทำมาค่ะนักการเขียนเข้ามาအဲ့ Mission Aviation Fellowship ကသူတို့ကနိုင်ငံပေါင်း100ကျော်မှာသူတို့ကအလုပ်လုပ်တယ်သူတို့မှလည်းပြန်အစင်ပေါင်း150ကျော်ရှိတယ်ဆိုတော့သူတို့နဲ့ကျွန်တော်စကားပြောတာ၄နှစ်လောက်ရှိပြီဆိုတော့သူတို့ရဲ့ပုံစံဘယ်လိုလဲဆိုတော့သူတို့ကိုတာလေးစိတ်တွေကိုမလုပ်အဲ့ဒီသူတို့အဲ့နိုင်ငံမှာရှိတဲ့သူတို့ပါနာတွေကိုသူတို့ရှာတယ်လို့ဖို့ကြိုက်ဖက်ပေါ့ဘယ်သူနဲ့စကားပြောရင်ဒီလုံကအောင်မြင်မလဲဆိုသူတို့ကလူကိုရှာတယ်နောက်ဆိုကြတော့သူတို့ကကျွန်တော်စီကိုလာပြီးတော့ကဲကျွန်တော်နဲ့တွက်ဖြတ်လုပ်နိုင်မလားဆိုပြီးတော့ကျွန်တော်ကိုပြောတယ်ဆိုတော့အခုကလေးစိတ်တွေပါတယ်သူတို့က budget ကိုမချအောင်ကိုတူကိုထားနေလို့ရမှာအများတော့အဖြစ်ဆိုတော့ကျွန်တော်လာလိပြီမှာဆိုရင်သူတို့ကရောက်လာပြီးတော့အမေရိကပြည်ထောင်စုရမယ်ground engineer တယောက်သူတို့ David McClary ဆိုကိုသူလာလွှတ်နေဆိုတော့သူကလာလိပြီမြို့မှာရှိတဲ့နေမီကိုတိုက်ပြီးတော့လေနော်အလျားကပေ3000အနာကပေ300အဲ့လိုရှိနိုင်မလားဆိုတော့လာရှာတယ်ဆိုတော့သူတို့ကတကယ်လားဆိုရင်မလေးလေးစိတ်မှာလေးပြကုန်သူတို့နှစစ်ထားမယ်အမှသူတို့ pilot တွေ4ယောက်လောက်ထားမယ်အခုရာကုန်မှလည်းသူတို့ကရိုးချိုးဖွင့်လိုက်ပြီမြန်မာနိုင်ငံ country director အစစ်ကိုသူတို့ထားမယ်ဆိုတော့သူတို့ဟာကျွန်တော်တို့ chip နေမှာလဲကျွန်တော်ဒီဟာခါဖလမ်တီရီပြီးတော့မီသက်မတူပြီးဘလက်ဝ data တွေမှာရှိတဲ့ URI ကိုလည်းကျွန်တော်ကိုတိုင်လိုက်ညွှန်ပြီးတော့သူတို့အဲ့ဒီ data မှာရှိတဲ့နေရာတွေကိုလည်းဘလိုနဲ့အဲ့ဒီ air strip လို့ကျွန်တော်ခေါ်တဲ့ helicopter တခုတည်းမဟုတ်ဘူးเนาะ air strip အစစ်ကိုပေါ့အဲ့လေစိတ်လေးတွေကအဲ့ဒီ data တွေအတွက်ကိုတိတလောက်ထားတဲ့လေတွေဖြစ်နေတဲ့အတွက်ကြောင့်လူပေါင်း12ယောက်လောက်ထိုင်နေတယ်ဆိုတော့အဲ့ဒီလေပြားတွေဟာကောင်းတာပါလဲဆိုတော့ကျွန်တော် chip နဲ့တီးနေတဲ့အတိုင်းပဲလာပါဆက်တွေခက်ခဲနေဆိုတော့ဥမာဒီအမေရိကမှာရှိတဲ့ချစ်နေကချစ်ပင်တွေကိုပြတဲ့အခါမှာခဲလဲတိုးလို့ရတယ်အဲ့ဒါကျွန်တော်ပြောချင်တာအဲ့လေမှာလေသူတို့ကတနာရီကိုလောက်ဆိုပြီးတော့သူတို့တောင်းမယ်ဆိုတော့သူတို့က mission aviation ဆိုတော့ရှိပွားရေးအတွက်လုပ်တဲ့လေဒီမဟုတ်သူတို့က mission တာတနာအတွက်လေဒီဆိုတော့သူတို့လေကြောင်းရဲ့မိုတိုလေကြောင်းရဲ့အဓိကပါလဲအဓိကရွေချက်ကပါလဲဆိုတော့ to bring his kingdom အဲ့တော့သူ့ရဲ့နိုင်ငံတော်ကိုเนาะယူဆောင်လာဖို့ဆိုသူတို့ဟာအဲ့လိုသူတို့မိုတိုချထားတယ်သူတို့ခရိယာကုမ္ပဏီတွေဖြစ်နေဆိုတော့ကျွန်တော်တို့အားထင်ပါတယ်အခုလိုက်လိပြီမှာပြီးသွားပြီလေသူတို့ဟာခါမှာဆက်လက်လုပ်မယ်ဟာခါလူတွေကလုံနိုင်ပြီပေါ့ဥမာကူတူကူထားပေါ့เนาะသူတို့ကတော့ဒီဖက်က mission ဆိုတော့ဟိုအောက်ခြေဖက်ကလူတွေဟာလည်းအသက်ကြွမှာဒီ mission ဖက်ကလည်းအသက်ကြွတယ်ဆိုတော့ကျွန်တော် chip နဲ့မှာ air strip တွေ20လောက်ရှိမယ်ရခိုင်ပြည်နယ်မှာ air strip 20လောက်ရှိမယ်ကချင်ပြည်နယ်မှာ20လောက်ရှိမယ်ဆိုတော့အဲ့လေပြန်နေဟာကောင်းတာကတော့ကျွန်တော်သူတို့ကိုဖုန်းနဲ့ခေါ်လို့ရမယ်ကဲအခုကဥမာဟာခါမှာလူနာအခုတင်နေပြီသူကခွဲစိတ်ဖို့ရကုန်မှလုပ်လဲဆိုရင်အဲ့လူနာခွဲစိတ်မဲ့လူနာကူလည်းအဲ့လေမှာတင်ပြတော့ ambulance air ambulance နဲ့တို့ပြီးတော့เนาะရောက်ကိုချက်ချက်ရောက်လို့ရတယ်လို့သူတို့ဟာလည်းဒီအင်္ဂလန်နိုင်ငံတို့ဒီအမေရိကပြည်ထောင်စုမှာရှိတဲ့ဆရာဝန်ကြီးတွေကလည်းစေဝကရိယာနဲ့အတူအဲ့ဒီပုံမှန်တင်ပြီးတော့သူတို့ဟာလူနာမသွားနိုင်အဲ့ဒီဆရာဝန်တွေကိုကျွန်တော်လုပ်ပေးနိုင်သူတို့ဟာ
အဲ့ဒီတာကိုလည်းရောက်လို့ရနိုင်အောင်ဆိုပြီးတော့အဲ့ဒါဟာတကယ်တော့ဆိုတော့တကယ်ကို the relief effort မှာလေအတော့ဝင်မျိုးစားနေဖြစ်နေပြီးတော့လည်းသူတို့ရဲ့ရွေချက်ကတော့ဘယ်လိုပြောမလဲဒီနိုင်ငံတကာမှာလာတဲ့လူတွေအလို့ကချစ်ပင်မှတည်တဲ့အတိုင်းပဲမော်တော်ဆိုင်ကယ်နောက်မှာထိုင်ခိုင်းပြီးတော့ဘာလီမာအမတွေကိုတောကြောင်နေရေတွေဖြတ်ခိုင်းလို့မရအောင်သူတို့အများကြီးချစ်ပင်ကိုခုကဖះကျွတော့ကြောင့်အင်္ဂလန်နိုင်ငံကလူတွေရောเนาะဒီအမေရိကပြည်ထောင်စုကလူကြီးတော်များများဟာလည်းစိတ်ဝင်စားလာတယ်ဆိုတော့သူတို့ကလည်းအဲ့လေးပြကိုအတူပြုလာမယ်လူနာလည်းအတူပြုလာမယ်ဘာလီမာအမလည်းအတူပြုလာမယ်အခုလို့ကျွန်တော်ချင်း diaspora တွေလည်းเนาะတနေ့ကျတော့အတူပြုလို့ရအောင်ပေါ့သူတို့အမြဲတမ်းအချိန်မျိုးအတူပြုလို့ရအောင်မလေးလေးစိတ်မှသူတို့ကထားတယ်မာခnan on ni khazai tik sat da se ဘယ်လိုလဲဟိုလေရင်ကုန်ဖွင့်တာပဲနေလေအဲ့ဒါ February 25တင် February 25ရက်လားအော်မnan on thu khante van long atumbal chang ma မရောက်လာသေးဘူးအခုလောလောဆရာတော့ကျွန်တော်တို့အလုပ်ဒီမပြည့်သေးဘူးအဲ့ဒီလေးစေးကကျွန်တော်ဖွင့်တယ်ဆိုတာတစ်ဖက်ကဆိုတော့အဲ့ဒါမဖွင့်ရင်ဟိုဖက်ကလည်း permission တွေပါရီပေါ့နော်အဲ့ဒီ mission aviation fellowship ဟာလည်းတကယ်ဒါဆိုရင်နေပြည်တော်ကနေပြီးတော့ဒီမြန်မာနိုင်ငံရဲ့ sky အကောင့်ကြီးကိုသူတို့အသုံးပြုနိုင်ဖို့ရအတွက်မြန်မာနိုင်ငံအစိုးရကနေပြီးတော့သူတို့ပါလဲ permission ရမှာပြီးတော့လည်းအဲ့ဒီ mission aviation department နေပြီးတော့လည်းသူတို့ကခွင့်ပြုချက်ရမှာဆိုတော့စာသားတွေအများကြီးလို့ဖို့လို့ရတယ်တစ်ဖက်ကဆိုရင်လည်းအဲ့လို open လုပ်တာရောဟိုဖက်ကသူတို့လုံးတာရောကျွန်တော်တို့ဟာအဖက်ဖက်ကနေပြီးတော့လေနော်သူတို့ခွင့်ပြုချက်ရအောင်လဲကုငင်တဲ့နီလာကိုကျွန်တော်ရှားတယ်ဘယ်လိုသူတို့ကိုတက်ဟာလဲကျွန်တော်တို့ကိုဒီနှစ်ထဲမှာလဲမဟုတ်ရလဲဒီ yearly 2016မှာပေါ့နော်သူတို့ပြန်တန်းလို့ရနိုင်အောင်သူတို့အခုအဆွဲကိုကြိုးစားနေတယ်အခုကဖះကျူတော့ကြောင့်နေပြတော့ဟာလဲသူတို့ကိုခွင့်ပြုပြီးကဲမြန်မာနိုင်ငံမှာပြန်လာလို့ရတယ်သူတို့ကခွင့်ပြုပြီးနော်နံပါတ်1တကယ်အဲ့လေကြောက်ကမြန်မာနိုင်ငံမှာဘာအကောင့်ဖွင့်လို့ရပြီကဲခွင့်ပြုပြီးနံပါတ်3ကဲခုကတော့ရွာသူရွာသားတွေလေစိတ်ကိုစောက်အဲ့နေရာမှာကျွန်တော်ကနေပြီးတော့ဘလို့လဲသူတို့ပါဝင်မယ်ဆိုတော့ကျွန်တော်ကအဲ့ဒါလေကြောက်တစ်ခုတည်းလည်းမပြင်ဘူးအစိုးရရဲ့ခွင့်ပြုချက်တစ်ခုတည်းလည်းမပြင်ဘူးပြောလဲရွာသူရွာသားတွေအလုံးနဲ့လည်းမပြင်ဘူးအင်္ဂလန်နိုင်ငံဆရာဝန်ကြီးတွေဒီဖက်အဖက်ကလူတွေလည်းနော်လာတဲ့လူရှိရမယ်ဟိုခွင့်ပြုချက်လည်းရှိရမယ်လေကြောက်လည်းရှိရမယ်ဆိုတော့အဲ့ဒါတကယ်ဒါဆိုရင်လုံးရှာအများကြီးရှိသေးတယ်ဆက်ဆက်la ma kong ha khan tlompal petlan ke chinram kan dir hun mo ma kha ma van long koron on ke sak ser nak dinga khan zirong da lailen pi thang mang he nai thim nak arong mo silawa ke running a khan chun copy deu na he thim selo te kha che khat ni khan huning se lam ma lailen pi thang mang nai thim nak arong te na kan chim ko ma လိုက်လိပြီမှာဆိုတာအခုသူတို့ကအဲ့ဒီ math ဒီလေသူတို့ကအခုနကျွန်တော်ပြောသလိုပေါ့နော်သူတို့က partner လို့တယ်အခုဥမာသူတို့ကိုမတူပြမှာလာတော့သူတို့စကားပြောမဲ့လို့မရှိတော့နော်ဟာခါမှာသွားတော့လဲသူတို့ကဟာခါအဖိုးကြီးကိုအဲ့ဒီကိစ္စနဲ့သွားပြောလို့မရတော့ပြောတော့လဲကနေဒါသူတို့ကဟာခါမှာလဲရှိကိုရှိလာမှာပါပြောချင်တာတော့အခုမိသားမှာလည်းတို့ကျွန်တော်ကြည့်ပြီးမတူပြီးမှာလည်းကျွန်တော် survey လုပ်ပြီးပလဲဝါမှာလည်းကျွန်တော် survey လုပ်ထားတာဆိုလိုက်လေးပြရတော့အခုကအစိုးရရဲ့ရှင်းမောင်းမှာတစ်ဖက်ကပြောမယ်ဆိုရင်ကျွန်တော်ခွင့်ပြုချက်တွေရနိုင်အောင်ပေါ့နော်ကျွန်တော်အမျိုးမျိုးနဲ့propaganda တခုလို့ပါပဲဆက်ဆက်la dang issue ven se la tu ten he CYO convention za som minister la tu ten CYO convention an som chung tu bolong chi chung se ma chun adang dang kan chol chang nak zan event te pol kan to nak a hen zaitin namuning kes ma convention he athat nak la chet nak athat nak long jong se lo mo achet nak jong kha zai ma zat ra kan chim chi ve lo ma kha namuning te kha နံပါတ်3ကတော့ဒီ convention ကိုကျွန်တော်တို့ကြည့်ရအခါမှာကျွန်တော်အတွက်လည်းကောင်းချင်ဖြစ်နေ
ဒီမှာရှိတဲ့ကျွန်တော်ချီပီတူပီသားတွေကအဲ့လိုအတဲ့ပြီးတော့ဗောနော်တယောက်နဲ့တယောက်ချစ်ချင်းခင်နဲ့ဘောလုံးတွေကစားတယ်တယောက်နဲ့တယောက်စကားတွေပြောတယ်ကဲတော့လောက်တီးတဲ့အတိုင်းပဲချစ်ပီနဲ့မှာဆိုရင်အဲ့လိုတောင်နဲ့မြောက်နဲ့အရှင်းနဲ့အနောက်ချစ်ပီနဲ့နေထိုင်ကြတဲ့ရွာသူရွာသားတွေဟာအတူလာပြီးတော့အဲ့လိုအားကစားလုပ်တယ်ဆိုတာမရှိပါဘူးဥပမာမတူပီမြို့နယ်ကိုကြည့်ပါစို့မတူပီမြို့နယ်ထက်မှာရှိတဲ့ရွာတွေတောင်မှတလုံးတော်ဝါတီကိုကျွန်တော်မဆုစီနိုင်တဲ့အဲ့လိုချင်းနေမျိုးမှာဒီအမေရိကမှာရှိတဲ့ချင်းတွေကအဲ့လိုနဲ့ဒီအမေရိကပြည်ထောင်စုမှာပြည်နယ်တည်တရားနေပြီးတော့เนาะအဲ့လိုလာပြီးတော့ဒီလိုစိတ်ဓာတ်နဲ့အတူတကွအဲ့လိုလာလို့တယ်ဆိုတာကျွန်တော်အတွက်အင်မတားမှကိုယူတယ်တစ်ဖက်ကလည်းဒီမှာရှိတဲ့စီဝဲကိုခောက်ဆောင်တွေကိုလည်းကျွန်တော်အရာချစ်ကျူတယ်တစ်ဖက်ကတော့ဒီလိုလူငယ်လေးတွေပေါ့နော်အယောင်1000 2000စုဖို့ဆိုတာဒီမှာအရေးရှိတယ်ဒီမှာနော်အမျိုးအဲ့လိုခက်ခဲကြားတဲ့ကိုကြော်လွှားပြီးတော့အဲ့လိုနဲ့အစည်းအဝေးလေးတွေကို convention ကိုလုပ်တယ်ဆိုတာအင်မတန်မှကျွန်တော်ဒီမှာရှိတဲ့ခောက်ဆောင်တွေကိုလည်းတကယ်ကိုပဲချစ်ချူပါတာပြီးတော့လည်းဒီမှာကျွန်တော်ချင်းနေကိုကျွန်တော်ကြည့်တဲ့အခါမှာအခုကအင်္ဂလိပ်စာတွေကိုလည်းဒီမှာရှိတဲ့ကျွန်တော်ချင်းနေဟာတရားမှာနော်80ကျော်တော့ပြောတတ်လာပြီတကယ်လို့မြချိပီနေမှာရှိခဲ့တော့နော်အဲ့ဒါမဖြစ်နိုင်တယ်ဆိုတော့ချိပီနေမှာမဖြစ်နိုင်တဲ့ဥစ္စာဒီမှာဖြစ်နိုင်ဖို့ရအတွက်ခင်ဗျားတို့ကိုယ်တိုင်ဟာလည်းကြိုးစားခဲ့ဖို့ပါတယ်ကျွန်တော်ဆိုတော့ပြောနေတကယ်တော့ဥမာကားမောင်းတာတယ်ကဲချိပီနေမှာနေကျွန်တော်လူတွေကဘလုံးမကိုကားဘလို့မောင်းလဲဆိုတာသိမှာမဟုတ်ဘူးဒီမှာရှိတဲ့ချင်းလူတိုင်းကားကိုမောင်းကြတာနော်သူတို့ကိုယ်ပိုင်ကားကိုသူတို့ကိုယ်တိုင်ကမောင်းလာတော့ကိုတွေ့တဲ့အခါမှာကျွန်တော်အင်မတန်မှကိုယူတယ်မနေ့ကဟိုမှာကျွန်တော်ချီလူငယ်လေးတွေကသူတို့မှရှိတဲ့ဘာလဲတလက်လေးတွေကိုရှိုးတယ်သူတို့မှရှိတဲ့အလှတွေပေါ့နော်ဥပမာအလှမြတ်ကိုပြိုင်တယ်အလှမြတ်ပြိုင်တယ်ဆိုတာဘသူကပူချော့တယ်လားမဟုတ်ပါဘူးဖះကပေးထားတဲ့သူတို့မှရှိတဲ့တလက်တွေအလှတွေကိုရှိုးလာတယ်နော်ကျွန်တော်ကြည့်တဲ့အခါမှာတကယ်လားဆိုရင်ဒီလောက်ချောပါလားတချို့လူငယ်လေးတွေတချိနေစုံတယ်နော်အရာကိုလည်းသူတို့အသားလဲကောင်းတယ်တကယ်တော့ဆိုရင်ချစ်ပီနဲ့မှာလို့မလို့နိုင်တဲ့အရာဟာဒီမှာတိတ်မကြသေးဘူးเนาะဒီမှာချီနေရောက်တာ10နှစ်တောင်မကနဲ့ဒီ10နှစ်တမိုက်ကိုကြည့်မယ်ဆိုတော့ဝေါအရာအောင်မြင်ပါတယ်အရာချစ်ချူပါတယ်အဲ့လိုကျွန်တော်ပြောချင်တယ်ဒါပေမဲ့ဆိုးတဲ့ဖက်ကိုပြောမယ်ဆိုရင်ပြောရှာတော့ကျွန်တော်မတွေ့တော့ပါဘူးဒါပေမဲ့မင်းညမှာခင်ဗျားတို့ CCN ကအင်တာနက်လို့ပေါ့နော်စကားများနေတာတွေကိုကျွန်တော်ကြည့်တဲ့အခါမှာတကယ်တော့ဆိုတာတနာဖို့ကောက်ပါတယ်เนาะစိတ်မကောင်းပါဘူးအဲ့ဒါပဲကျွန်တော်တွေ့တခြားတော့ဘာမှကိုကကျွန်တော်အားလုံးကတော့ကိုယူတာကြီးပဲน้องเฮเบียนชิมาเห็นแค่ปัทยันนาทีจะมีหลังไงและมักค่ะแค่ลายมีเฮครีฟ้ากันสักคันแค่จะชุนออกหลักระเทียมเสียและเช้าคัดนี่เห็นอตูซีเวโอคอนเวนชั่นเดบิลมั่วอันตัวมีเฮเจ้าคัดนี่จนเวลาเลยป่วยสอบมันคิดนั่นรัวและมาเวลาเลยข้ามาข้าที่ขนาดรถมีข้าแค่กับยังทาร์ตกที่มีเดี๋ยวข้ากันเสวและมาที่ขันมาข้าเวลาเลยมิดเวลาเลยตัวหนักสอบนั่นรัวมีข้าแค่ดังมานี่น้ำหูหนึ่งเงินแค่เบียกหนักเลยมิดมั่วใจตินดัชวีโอเฮน้ำหูหนึ่งเสแค่อนุบนักสอนตัวเตรียมนรัวสิแล้วละกันมีพุ่นจ่าทันแหมเก่าเตียดันรัวชีวะอพวดดูอพวดตาเลยด้วยฮะพยากูชิคุเนี่ยจ้าป่ะเลยเนาะตัวบอลลงการเนี่ยข้ามาเลยเดี๋ยวเนี่ยเดี๋ยวชิคิเลยสิ่งนั้นเนี่ยบอลลงการพยาชิคุระตะคุบ่าเนาะพยากูชิคุเลยสุดาตะเกียดาสุดตาပြီးတော့เนาะဂျာစာဖာပြီးတော့တချင်းဆိုတာအဲ့ဒါမကပါဖះကိုရှိခိုးတယ်ဆိုတာကျွန်တော်လဲလူနာကိုစိတ်ကူးနေတာ
လူနာကိုစိတ်ကူပေးနေတာကျွန်တော်ဖះကိုရှိခိုးတာပဲမဟုတ်လားခင်ဗျားတို့လည်းဥမာ CCN လည်းအခုအဲ့လိုနဲ့ကျွန်တော်ကို news လေးတွေထိုးပေးတယ်နော်အဲ့ဒါလည်းတကယ်တော့ဆိုရင်ခင်ဗျားတို့အတွေ့ရတော့ဒါဖះရှိခိုးတဲ့နီလာတစ်ခုပါပဲဆိုတော့အခုကကျွန်တော်ချင်းအတီတော်တွေဟာလည်းနည်းနည်းအမြင့်ကျတဲ့နော်နည်းနည်းအမြင့်ကျတာတွေကိုနောက်မှထားတင်ပါတယ်နော်နည်းနည်းတော့ဒီ America ပြည်ထောင်စုတွေတို့မှာဆိုရင်တကယ်တော့ freedom လောလာရရေးကြည့်တယ်ဆိုတော့တကယ်တော့ဆိုရင် CYO ရဲ့ activity တွေဟာကျွန်တော်လုံးဝဒီလောကရေးရအဲ့ဒါတွေတော့လုံးဝမဟုတ်ပါဘူးတကယ်တော့ဆိုကျွန်တော်မနေ့ကCYO တွေမှာကျွန်တော်ဒီဘောလုံးကာနာတွေခဲအောင်တို့တူနေတာတွေပေါ့နော်ကျွန်တော်ကြည့်တဲ့အခါမှာဖះရဲ့မျက်နှာကိုတွေ့တယ်လို့ပဲကျွန်တော်ခါစားတယ်တပည့်ကကျွန်တော်တို့ငငယ်လေးတွေတမိငမလေးတွေနော်တချီလေးဆုံးဘောတော့တကယ်ကောင်းတဲ့အကတွေပေါ့နော်ဘောတော့တကယ်ကောင်းတဲ့တချင်တွေတကယ်ကောင်းတဲ့အတူနေထားတွေကိုကြည့်တဲ့အခါမှာဘာကိုမြင်တယ်လဲတခိခရစ်တော်ရဲ့မျက်နှာကိုမြင်တယ်လေဟုတ်လားတခိခရစ်တော်ကအခုကဖះရဲ့မျက်နှာဆိုတာမြင်လို့မရအောင်ဖះမျက်နှာဆိုတာအဲ့မှာမြင်ရတယ်လေဒါပေမဲ့လူနှစ်ယောက်ကယာဖြစ်နေရင်အဲ့ဒါမှကျွန်တော်ဘာကိုမြင်လဲစာသားရဲ့မျက်နှာကိုမြင်တာပေါ့လူနှစ်ယောက်ကတယောက်နဲ့တယောက်တတ်နေရင်အဲ့မှာဖះမျက်နှာကိုမမြင်ဘူးလေနော်တစ်ဖက်ကပြုတ်မယ်ဆိုရင်ဒီနေရာမှာချစ်ချင်းခင်ခင်နဲ့ဘောလုံးကစားတာလေနော်တယောက်နဲ့တယောက်ပြိုင်တာတွေခေါက်နဲ့နော်လှလေးနဲ့နေတာတွေကိုတွေ့တဲ့အခါမှာအော်ကျွန်တော်ဖာစစ်စီဖះဒီလောက်ကောင်းတဲ့ဖះလားဆိုပြီးတော့အဲ့ဒါမှဖះကိုတော့မှကျွန်တော်ပုံမြင်နေရပါတယ်လေဆိုတော့ခါကျတော့ကျွန်တော်တို့အနေနဲ့အဲ့လိုလူငယ်တွေလို့တဲ့နော်အရာတွေဒီလောကရေးရာတွေပေါ့ဒါတွေကတော့ကျွန်တော်တို့နည်းနည်းတော့ကျွန်တော်တော့တဘောမတူပါဘူးเนาะဒါတစ်ဖက်ကပြောမယ်ဆိုတော့ချင်းလူငယ်လေးတို့ဥစားပေးပါတယ်เนาะအနာဂတ်မှာလည်းပါဝင်ပါเนาะအနာဂတ်မှာလည်းအဲ့လို activity တွေမှာပို့ပြီးတော့ပါဝင်ပါပို့ပြီးတော့ဆွစားပါကျွန်တော်ချင်းလူမျိုးတွေကဖះကတခိခရတော့ကပြောလေเนาะကိုအိနီနာချစ်ကိုချစ်မှာကိုရာသူကိုတော့မှဆွတောင်းပေးပါကိုချစ်တယ်လို့ကိုရဲ့မိတ်ဆွေကိုချစ်မှာဆိုတာတခိခရတော့ကပြောတဲ့စကားလေဆိုတော့ကျွန်တော်ဟာအဲ့လိုချစ်ခိနဲ့နေထိုင်တဲ့အခါမှာလေ12နှစ်အရွယ်ကလေးမလေးတွေ15နှစ်အရွယ်ကလေးလေးတွေကိုကျွန်တော်ဖះအကြောင်းမှာမတ်တရားပြတော့နော်သူတို့ကလည်းလူရအော်ဖို့ဆူတောင်းဖို့တရားဟောဖို့ဆိုတော့ဘလို့ကမျိုးလင်းနိုင်မလဲသူတို့အတွက်ဖះကိုရှိခိုးနေဆိုတာဟိုဖះကလေးနဲ့ကယ်လီဖိုးနီးယားပြည်နယ်ကချင်းကလေးနဲ့မက္ကဆီကိုကချင်းကလေးကနော်နှစ်ယောက်အတူတူနေရင်ကောင်းတဲ့ချစ်ခင်နေသူတို့ဖះကိုချစ်မနေတယ်လေမဟုတ်ဘူးလားဆိုတော့အနာဂတ်မှာလည်းလူငယ်လေးတွေကိုဦးစားပေးပါတယ်ဒီထက်မကထလို့ပါဒီတအားမငယ်ပါနဲ့ဒီလောကမှာစကားတော့များတယ်နော်များတယ်လို့အငယ်ဖို့မလို့ပါဒါတွေအလုံးကဖះသိပါဆိုတော့ဆက်လက်လုပ်ပါဆက်လက် CYO activity လဲဆက်လက်အောင်မြင်ပါစေနော်ဆက်လက်ပြီးတော့ကြီးထွားပါစေအဲ့လိုပဲကျွန်တော်ကတော့မြင်ပါတော့CYO convention တော့มีmore အချက်นักทัดนักค่ะได้ติดดันพูนิ่งเสียอัดเช็ดหนักนะหูจ้องทัดหนักนะหูจ้องแล้วกันชิมแล้วมาค่ะอัดเช็ดหนักเสียจ้องกันมานี่ฟิล์มหนักหลักทัดหนักเสียแล้วทัดหนักนะหูเสียแล้วกันมานี่กันท่าจังกันชวนหนักชินสิงหาเทียนับบัตรยาเราตะเกียร์สวยCYO convention ကိုကျွန်တော်လာတာဟာကျွန်တော်ကောင်းချင်းအများခါစားတယ်ဒီမှာရှိတဲ့ CYO ခေါင်းဆောင်တွေပေါ့နော်ကိုလည်းကျွန်တော်ကိုယူနေဒီမှာလူငယ်လေးတွေ1000 2000ကိုအဲ့လိုစူဆောင်းဖို့ဆိုတာဟာလဲနဲ့တီတီကလာတယ်အဲ့ဒါအင်မတာမခက်ခဲတဲ့အလုပ်ဖြစ်နေတော့ဆိုတော့ဒုတိယအချက်နဲ့ကတော့ဒီမှာလာရောက်ကြတဲ့ CYO အဖွဲ့ဝင်အဖွဲ့သားတွေဟာလဲသူတို့ဟာဟိုးတချို့ပြည်နယ်အတိအကျနဲ့လာရောက်ကြပြီးတော့အဲ့လိုအတူတူနေတယ်အတူတူကစားတယ်တချင်တွေကိုဆိုတယ်နော်အဲ့လိုနဲ့အမျိုးမျိုးသူတို့တလဲတွေကိုရှို့တဲ့အခါမှာတကယ်လားဆိုကျွန်တော်တကယ်ကိုပဲကိုယူနေချစ်ပင်နယ်မှာအခုကမြို့နယ်ပေါင်း30ကျော်ရှိတယ်အဲ့မြို့နယ်ပေါင်း30ကျော်ကဒီနေ့အထိကချစ်ပင်နယ်မှာအတူတူလာတယ်ဆိုတာမရှိသေးပါဘူးအခုကတော့ဒီမှာမြို့နယ်ပေါင်း10မြို့နယ်ထဲကနော်ကျွန်တော်ချင်းပြည်သူပြည်သားလေးတွေဟာဒီနေရာမှာအတူတူလာပြီးတော့လာရှိုးတယ်ဆိုတာနော်
တက်ကဲကိုပဲကျွန်တော်ကိုယူတင်တယ်ပြီးတော့လည်းတချို့ကျွန်တော်ဘောလုံးကစားတာတွေတချို့ဒီပါလဲအားကစားလုပ်တာလေးတွေကိုလည်းကြီးတဲ့အခါမှာပေါ့နော်အဲ့လိုအဖက်ဖက်နဲ့ပြန်ကြပြီးတော့ဆွေးကြတာတက်ကဲပဲကျွန်တော်တွေ့ရတော့အရာကိုယူနေတစ်ဖက်ကတော့ကျွန်တော်မနေ့ညမှာအထက်ကိုမဝင်နိုင်လို့ဒီအမေရိကပြည်ထောင်စုကရဲတွေနဲ့နော်ဒီတစ်ဖက်ကကျွန်တော်ချင်းပြည်သူပြည်သားတွေ200ကျော်ကအပြစ်မှန်နေပြီးတော့နော်အထက်မှာမဝင်နိုင်တာတွေကိုကျွန်တော်ကြည့်တဲ့အခါမှာစိတ်လုံးဝမကောက်ခဲ့ပါဘူးကျွန်တော်တို့ကတော့အထက်မှာဝင်နေဒါပေမဲ့လူ200ကျော်ကအပြစ်မှကျွန်တော်ခြာထားခဲ့တယ်ဒါတော့တကယ်တော့ဆိုတော့ဒါကတော့ CYO ရဲ့အနေချေတော့မဟုတ်တော့ပါဘူးဒါပေမဲ့လည်းနော်နေရာကထိုက်ခွင်းမပေးတော့လို့လားတစ်ဖက်ကပြောမယ်ဆိုရင်ပေါ့နော်ဂျူတီ PC မှုကနည်းနည်းအားနေလို့လားအဲ့တော့ဖြစ်နိုင်တာပေါ့နော်အဲ့ဒါတစ်ဖက်ကတော့ကျွန်တော်တို့အပြီးမှာချင်းတွေနော်200ကျော်အထက်မှာမွေးနေတာကိုကျွန်တော်တွေ့တဲ့အခါမှာကျွန်တော်စိတ်မကောက်ပါဘူးအဲ့တခုပါပဲကျွန်တော်စိတ်မကောက်တာတော့ရှိပါมาตุตันซิเวลคอนเวนชั่นนวันรัตอินแค่น้ำหูนิ่งมั้งภายเลยแต่ซิเวลนี่เห็นใจตินดาถ้าเดินการลังเขาเสียตุเฮียท้าเรากันตินักเสลนภายเลยใจตินดาฮิมินเอานี่เห็นใจตินดาโจลจังเดียวเสีย US North America รับชมมีชินมินเอานี่เห็นใจตินดากันท่าจังชัวเดียวเสียที่ชิมนัดดูมีมั้งဒီနေ့ကတော့ CYO မှာလာရောက်တက်ရောက်ကြတဲ့လူဦးရေဟာ1000ကျော်တယ်ကျွန်တော်ဆူတောင်းတာပါတယ်နောက်နှစ်မှာဆိုရင်2000ဖြစ်ပါစေနောက်ထပ်တစ်နှစ်မှာဆိုရင်4000เนาะနောက်10နှစ်မှာဆိုတော့ဒီမှာရှိတဲ့ချင်းပြည်သူပြည်သားတွေ4000နီးပါးရှိတယ်လို့မင်းညမှာကြားတယ်ဆိုတော့နောက်တရားနဲ့10နှစ်ဆိုရင်ဒီမှာရှိတဲ့ချင်းပြည်သူပြည်သားတွေ4000ကျော်ကတနေရာမှာအတူစုစင်ပြီးတော့ဖယားကပေးထားတဲ့တလက်တွေကိုပေါ့နော်အတူရှိုးလိုက်နော်ဘလောက်အရသာဘလောက်ကောင်းမလဲအာတာမကပဲနဲ့ဟိုကနေဒါမှာရှိတဲ့ချင်းနေလဲလားယူရောပမှာရှိတဲ့ချင်းနေလဲလားဖြစ်နိုင်ရင်အဲ့လိုကျွန်တော်ချင်းတွေအတူတကွနေထိုင်ပြီးတော့ချင်းခင်ပြီးတော့ရင်းနှင်းတဲ့နေတွေဆိုတာဟာကောင်းကင်အရေးတစ်ခုဖြစ်ပါတယ်နော်တကယ်လားဆိုရင်ကောင်းကင်မှာအတူတကွပဲနေမှာပေါ့နော်ဖြစ်နေဆိုတော့အဲ့လိုလုံးချင်အဖြစ်ကောင်းကင်နိုင်ငံရဲ့အရာတာကိုကျွန်တော်ခါစားတယ်ဆိုတော့ဖြစ်နေတော့ကျွန်တော်ဆူတောက်ပါတယ် CYO မှာတစ်စင်ပေါ့ဒီမှာရှိတဲ့ချစ်ပြီးသူပြသားတွေဆူစီနိုင်ကြပါစေသူတို့အားလုံးတနေ့ကျအတူလာကြပါစေပေါ့နော်အားလုံးချစ်ချစ်ခင်ခင်နဲ့အတူလာကြပါစေအဲ့လိုနဲ့လာလိုက်ဖခင်ရဲ့နာမတော်ဟာလည်းထင်ရှားမယ်ဖခင်ရဲ့ပို့တော်ဟာလည်းထင်ရှားမယ်ဆိုတော့အဲ့လိုဖြစ်လာမယ်လို့လည်းကျွန်တော်မျှော်လင့်ပါလားဆရာနော်သူချင်းမီကန်ဒီရမွန်ဟေမောကောရမ်ချုံစဆေဘင်္ဂလားဒေ့ရှ်ရမ်ချုံစဆေအိန္ဒိယရမ်ချုံစဆေအတူရမ်ထုံနက်လိုက်စဆေกันดีร์มันอัตุเห็นกันดีร์มันกันเฮร์มีจะตั้มบักกันทันเช้านักดิ่งตั้มบักเสมันเสลอมากันทันเช้าดิ่งเฮร์มีดีลักชงอ่ะปักขัดเต็นเฮร์บิเก้าเทียนรัวมีใจเดเสสิลงนิวชิมาเว้จนดูที่บ้านเลยบางลาเดชชินดีเนาะอสุชิกะชินดีปีบากะชินดอลกะปีดูเทกะชินดีอินเดียနိုင်ငံချင်းတွေကျတော့အားလုံးကအဲ့ဒီချင်းဆိုတဲ့နာမည်လေးမှာပေါ့နော်အားလုံးကကျွန်တော်ဟာတလို့တဝါတည်ဖြစ်နိုင် as a one ချင်း as a one ပေါ့နော်အဲ့ဒီမှာခွဲခြားမှုမရှိပဲနဲ့ဟုတ်ကဲ့တယောက်နဲ့တယောက်ခွဲခြားရတော့အမြတ် we are one in chin ဆိုပေါ့နော်ကျွန်တော်ဟာချင်းမှာတလို့တဝါတည်ဖြစ်ပါတယ်လို့နော်အားလုံးကအားလေးကိုပဲခါပေးနိုင်ဘယ်လောက်ကောင်းမလဲဥမာဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ချင်းကကျွန်တော်လည်းချစ်ဖြစ်နေအဆုချီမှာရှိတဲ့ချင်းကကျွန်တော်လည်းချစ်ဖြစ်နေအမေရိကန်မှာကျွန်တော်လည်းချစ်ဖြစ်ဆိုတော့အဲ့လိုအလောက်ကခံစားလာရင်နည်းနည်းမရတဲ့ပဲမရှိတော့ဒီ boundary လို့ခေါ်တဲ့အပြည်ပြည်ဆိုင်ရာနည်းနည်းတွေဟာဖြတ်ကျော်လို့ရမယ်အဲ့ဒါစိတ်ထဲမှာမရှိတော့ဆိုတဲ့အခါကျတော့ကျွန်တော်ထင်ပါတယ်ဒီကျွန်တော်တနေ့ကျရင်
ဘင်္ဂလားဒေ့ရှ်တို့လည်းကောင်းအိန္ဒိယကချီနိုလည်းကောင်းမြန်မာနိုင်ငံပြည်တွင်းပြည်ပနဲ့ဒီအမေရိကပြည်ထောင်စုတို့လည်းကောင်းပေါ့နော်နေရာတကာမှာရှိနေချင်းနေအလို့ဟာတလုံးတဝါတင်ကျွန်တော်စူးစောင်းလာနိုင်တဲ့တနေ့ကျရင်အခုတော့ကျွန်တော်ပြောသလိုပေါ့နော်တကယ်လားဆိုချင်းနေရကျွန်တော်ထင်ပါတယ်လူဦးရေနှစ်သားထက်ကျော်မယ်လို့ထင်တယ်နော်နှစ်သားထက်ကိုကျော်မယ်ကျွန်တော်မစူးစီးနိုင်လို့ကိုအခုကတော့ကျွန်တော်လေးသေးတိုးတဲ့အဲ့လိုပြောနေရတယ်တကယ်လားဆိုကျွန်တော်စူးစင်းလာရင်နိုင်ငံမရွေးရွာမရွေးနဲ့နမေမရွေးနော်ကျွန်တော်အတွေ့အထက်မှာရှိတဲ့နည်းနည်းခွဲခြားမှုမရွေးပေါ့အားလုံးကချစ်မှအတူတကွာလာနိုင်ကျွန်တော်ဟာဘယ်တော့ majority ဖြစ်သွားပြီဆိုတဲ့အခါကျတော့ကျွန်တော်အဲ့နိုင်ငံဒီအားလုံးကဖះကပေးထားတယ်အဲ့ကျွန်တော်နိုင်ငံဖះကပေးထားတဲ့နိုင်ငံတွေအားလုံးမှာလဲကျွန်တော်ဟာတလုံးတဝတည်းဖြစ်လာရင်နော်ချင်းအတွက်တာမကပဲအခုနကကျွန်တော်ပြောသလိုမြန်မာနိုင်ငံအတွက်တော့လည်းကောင်းဒီအမေရိကပြည်ထောင်စုအတွက်တောင်မှကျွန်တော်ကောင်းချစ်ဖြစ်နိုင်တယ်လေမဟုတ်ဘူးလားဥရောပနိုင်ငံအတွက်တောင်မှကျွန်တော်ကောင်းချစ်ဖြစ်နိုင်ပါတယ်ကျွန်တော်မစူးစင်းနိုင်လို့ကိုကတယောက်နဲ့တယောက်ခေါ်အားမရနိုင်ဘူးကျွန်တော်တလို့တဝါတည်းမဖြစ်နိုင်လို့ကိုကတယောက်နဲ့တယောက်ကအားမရှိဘူးနော်အဲ့လိုဖြစ်တဲ့အခါကျွန်တော်အခုကစဉ်းစားကြည့်ပါဦးဟောပါကျွန်တော်ချင်းလူငယ်တစ်ထောင်ကအတူတူမှတ်တရတဲ့အခါမှာအဲ့မှာမူတိုက်ကြည့်လိုက်လဲဆိုတော့ကြောက်မှာမဟုတ်ဘူးဘယ်သူမှထွက်ပြမှာမဟုတ်ဘူးမင်းကကျွန်တော်တွေနော်တစ်ထောင်မှတ်တရတဲ့အခါမှာရာတူတယောက်လာရင်ကျွန်တော်ဘယ်သူမှထွက်ပြမှာမဟုတ်ဘူးနော်ဒါပေမဲ့ကျွန်တော်တို့အဲ့မှာတယောက်ထက်ပဲနေရင်လိမ်မှုတိုက်တော့မပြောဟိုမှာအသာတစ်ခုကျရင်ဟာထွက်ပြမှာပဲဆိုတဲ့အခါကျတော့တစ်ထောင်နဲ့အတူမှတ်လိုက်ရတာတော့မှဒီလောင်ကောင်းရင်ချီလူမျိုးတွေကျွန်တော်နှစ်သားကအတူတူမှတ်လိုက်ရပြီတော့နော်ဝေါကျွန်တော်ကတယောက်ဖြစ်နေလို့អော်လိုက်ရင်နော်ဒီကဘာတော့မှနည်းနည်းတော့လှုပ်မယ်တင်တယ်se mat lungrol nak herbek natige ko suma ma lungrol nak kan nei kho nak chunte zaida zaitin kan ma da lungrol nak kan nga tian ro ယုံကြည်ခြင်းကတော့အရေးကြီးဆုံးဖြစ်မယ်လို့ကျွန်တော်ထင်တယ်ဖះကိုမယုံကြည်တဲ့အခါကျတော့ကျွန်တော်ဖះနဲ့ဝေးကွာခဲ့တဲ့အချိန်မှာဆိုရင်ကျွန်တော်မှာပေါ့နော်မျိုးလစ်ချက်မဲသွားတယ်ဆိုတော့အဲ့ယုံကြည်ခြင်းကကျွန်တော်ကိုမျိုးလစ်ချက်ကိုပေးတယ်အဲ့မျိုးလစ်ချက်ကကျွန်တော်ကိုခေါ်အားပေးတယ်အဲ့ဒီခေါ်အားကကျွန်တော်ကိုလုံနိုင်စွန့်ပေးတယ်အဲ့လုံနိုင်စွန့်ကကျွန်တော်ကိုလုံနိုင်စေတယ်ဖြစ်တဲ့အခါကျတော့အစကတော့တကယ်တော့ဆိုတော့ဖះကိုကျွန်တော်အားလို့ဥထိတ်ထားရင်ဥမာငွေနောက်တွေကိုလိုက်ရင်ငွေကတော့ဘယ်နေရာမှာခေါ်တော့မလဲဆိုတာငွေကစကားမပြောတော့ဘူးအေးကျွန်တော်ပါဝါနောက်တွေပေါ့နော်ဒီလူကြိုက်များတာနောက်တွေကိုလိုက်ရင်လဲသူတို့ကဘယ်နေရာမှမခေါ်တော့ဆိုတော့ကျွန်တော်ဘဝမှာတခုတော့ပုံတင်နည်းနဲ့ချရရှိတယ်ဖះနောက်ကိုကျွန်တော်လိုက်မယ်ငွေကကျွန်တော်နောက်ကိုလိုက်ပါဒီလောကရေးရပါတော့ဥမာဒီလောကရဆိုတာဒီအေရီကားတွေပေါ့နော်လူကြိုက်များတာတွေဟိုပါလဲဒီအာနာတွေပေါ့နော်ဒါတွေအားလုံးကတော့ကျွန်တော်လောက်ကိုလိုက်ခဲ့ကျွန်တော်ကိုလိုက်ခဲ့ကျွန်တော်ကတော့ဖះနောက်ကိုလိုက်မယ်အဲ့လိုနဲ့ကျွန်တော်ကတော့ပုံတင်နည်းတွေချလေးရှိတယ်ကျွန်တော်အတွက်ပေါ့နော်ma zoom nak he lungrol nak sa ba pibik na ti du nak sa ko la ma zoom nak kan te atu us kan dir phon he mo zoom nak sa kan itlai vier ka kan te ka naten bu he kan ten ngai te ka ma kan zoom nak lungrol nak zoom nak her na te kan zoom nak in kan ban tok kan bun kan ban tok ala lungrol nak pa khan than lo te kan ma bu kan ten mi te zai tin na ro aning se ne Christian look for religious uma di bala badai ပေါ့နော်ဘာသာရေးကတော့ဖះနဲ့ရောက်ဝေးတယ်လို့ထင်တယ်ကျွန်တော်ထင်တယ်ဘာသာရေးဆိုတာတကယ်တော့ဆိုရင်ကျွန်တော်သိနားမလည်နိုင်ဘူးပေါ့နော်ကျွန်တော်ကိုယ်တိုင်လဲဘာဖြစ်လို့ US မှာရှိတယ်ဥမာချင်းချတယ်ပေါ့နော်ဘာဖြစ်လို့အဲ့လောက်ကွဲပြားနေကြတယ်လဲဆိုတာကိုကြည့်တဲ့အခါမှာ
တူတနာတွေလို့ဖို့လို့လိုအပ်မယ်လို့ထင်တယ်ဒါပေမဲ့တစ်ဖက်ကတော့စစ်စားရမယ်ဆိုရင်ဖျားအလိုတော့မဟုတ်ပါဘူးလို့ထင်ပါလားကျွန်တော်เนาะဟိုမှာတကွဲဒီမှာတကွဲဖျားကျွန်တော်အဲ့လိုကွဲတယ်ဥမာအတိတော့ကွဲတယ်ဆိုတာမိမနဲ့ယောက်ျားကွဲတယ်ဆိုတယ်လို့ပဲလေတကယ်ပဲဆိုရင်ဟိုကဖေးနဲ့အမေကွဲတယ်လို့ပေါ့နော်ဆိုတော့အဲ့လိုကွဲပြားမှုတွေခြားနားမှုတွေဒါတွေအားလုံးကတကယ်ဒါဆိုရင်အတိတော့မှာတော့၎င်းမိသားစုမှာတော့၎င်းလူမျိုးမှာတော့၎င်းဥမာကျွန်တော်ကတောင်ပေါ်သားဖြစ်နေကျွန်တော်ကအောက်မှာရှိတဲ့အပေါ်မှာအဲ့လိုဆိုပြီးတော့ねခွဲခြားမှုလေးတွေဟာတကယ်လားဆိုတော့မကောက်ပါဘူးဖြစ်နိုင်ဥမာဒီ church တွေအားလုံးဟာလည်းဥမာဆိုပါဆို same sex marriage ဆိုပါဆို gay marriage ဆိုပါဆိုနော်ကျွန်တော်ချင်းလူမျိုးတွေထက်ကတယောက်ကအဲ့လိုကျွန်တော်တို့နဲ့မတူနိုင်တဲ့လူတယောက်ရှိခဲ့တော့ကျွန်တော်နဲ့မတူနိုင်လို့ကိုကသူ့ကိုပြစ်ထားလို့ကိုမရတကယ်တော့ဆိုတခိခရစ်တော်ကပြစ်ဒဇာမနဲ့နေတယ်နော်ချက်စားမှာတခိခရစ်တော်ကဟိုပါလဲယောဂတဲ့နေနေတယ်နော်တစ်ဖက်ကကျတော့တခိခရစ်တော်က tax collector နဲ့နေတယ်ဆိုတော့ခါကျတော့ကျွန်တော်အနေနဲ့အတိတော်ကိုတွေကိုလည်းကျွန်တော်နှစ်ယောက်အကြားမတူညီမှုတွေကိုကြည့်ပြီးတော့အတိတော်ကိုကွဲတာတွေတယောက်နဲ့တယောက်ကျွန်တော်မငြိမ်ငွတ်မှုတွေကိုကြည့်ပြီးတော့နော်ကွဲတာတွေဒါတော့မကောက်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ချင်းထက်မှာတယောက်ကနည်းနည်းအသားမဲတယ်တယောက်နည်းနည်းဖြူတယ်ဒါတွေအားလုံးကိုကျွန်တော်ကြည့်ပြီးတော့နော်အဲ့ဒါမှကျွန်တော်ကြားစာကို weapon လက်နဲ့အဖြစ်နဲ့အသုံးပြုတာလည်းမကောက်ပါဘူးဖျားစကားကိုလည်းလက်နဲ့အဖြစ်နဲ့နော်အသုံးချတာလည်းမကောက်ပါဘူးဆိုတဲ့အခါကျတော့ကျွန်တော်ဖြစ်နိုင်ရင်တော့အားလုံးကိုလက်ခံတင်တယ်အမဲရောအဖြူရောဂေးမဟုတ်တဲ့တူရောဟုတ်တဲ့တူရော lesbian မဟုတ်တဲ့တူရောဟုတ်တဲ့တူရောနော်တခုရှိလဲလက်ခံပါအရက်တမရှိလဲလက်ခံပါဘယ်ကတဖက်ကဆိုရင်လေနော်ကျွန်တော်တို့ကိုယာတူပြုနေတဲ့လူတွေကိုလည်းလက်ခံပါတကက်ဖျားကြောက်ကတော့အဲ့ဒါပဲဖြစ်ရမယ်နော်အစီရတာရှိလဲလက်ခံရမယ်မိုးဆိုမှရှိလဲလက်ခံရမယ်မတာမဆိုးရှိလဲလက်ခံရမယ်ဖျားကြောက်ဆိုပြီးမှအဲ့ဒီကိုလက်မခိုင်းအဲ့တော့ကျွန်တော်အမြင်မှာတော့စစ်စားအောင်မယ်လို့ထင်တယ်ဖျားကြောက်ဆိုတာကတော့အလုံးကိုလက်ခံတဲ့ဖျားကြောက်ဖြစ်ကိုဖြစ်ရမယ်ဆိုတော့ပြောချင်တာချင်းဖျားကြောက်ဆိုရင်အလုံးကိုလက်ခံတဲ့ဖျားကြောက်ဖြစ်ပါစေเนาะမခွဲခြားတဲ့ဖျားကြောက်เนาะဖြစ်ကိုဖြစ်ပါစေလို့ပဲကျွန်တော်တို့ဆုတောင်းပေးပါတယ်ဆဲမတ်စီချန်အတူနဝန်ချင်းနင်ခန်ချန်မဆမ်ဆက်မရီတေပိုဟဲခတ်ချာရီဝစလာကေnu bentuk pani pa bentuk nu du pani pa du ti bentuk he chau than piak ding se ko na ti du nak mo sem sem maret he chau than ding se na ti du nak ma se ကျွန်တော်အနေနဲ့အခက်နာကအဲ့ဒီကိုကျွန်တော်ဟာ judgment ပေါ့နော်ကျွန်တော်သူတို့ကို judge လို့မရတာကိုကျွန်တော်ပြောတာပါနော်အဲ့ဒီ Pope Francis လည်းသူကိုမေးတဲ့အခါမှာပေါ့နော် same sex marriage ကြောင့်ကိုပေါ့မဟုတ်ရင်လည်း gay ကြောင့်ကိုပေါ့နော် who am I to judge the gay people if he love God အဲ့ဒါသူပြောတာဖြစ်နေဆိုတဲ့အခါစဖက်ကစမယ်ဆိုရင်ကျွန်တော်အနေနဲ့လူတယောက်ကနည်းနည်းကျွန်တော်ထက်မတူညီနိုင်တဲ့အချက်လေးတွေရှိတဲ့အခါမှာအဲ့ဒါ sex အကြောင်းလည်းဖြစ်နိုင်တယ်အဲ့ဒါတခြားတစ်ခုလည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့လိုခွဲခြားဆက်ဆံမှုတွေကိုပြုတာတွေဟာတကယ်ဒါဆိုရင် mature လို့ခေါ်တဲ့အရွယ်ရောက်တဲ့ခရိယာတွေတော့မဟုတ်ပါဘူးလို့ကျွန်တော်ယုံကြည်ပါတယ်ကျွန်တော်အရွယ်ရောက်ခဲ့တော့ကျွန်တော်တခိခရစ်တော်ကိုတကယ်တိခဲ့တော့တခိခရစ်တော်ဆိုတာကလူတိုက်ကိုလက်ခံနိုင်တဲ့ခရစ်တော်ဖြစ်တယ်ကဲသူ့ကိုလက်ဝါးကားတိုင်းမှာတတ်နေတဲ့လူတွေကိုသူဘာပြောသလဲအိုးအဖာနော်သူတို့လုံးနာတော့ကိုမတိလို့သူတို့ခွတ်လွန်ပါလို့ပြောမှာမဟုတ်ဘူးလားဆိုတော့ဘာဖြစ်လို့ကျွန်တော်ခွတ်မလွှမ်းနိုင်တာလဲဒါကတော့ကျွန်တော်တို့နဲ့ဆေးကိုဥမာဂေကိုဆေးကိုခေါ်မယ်နော်ကုသလို့မရ
နော်သူကိုတုံးချောက်ယူပြီးတော့တွားရုံနဲ့လည်းမရတစ်ဖက်ကဆက်မယ်ဆိုရင်ပေါ့နော်ကဲကျွန်တော်တို့အနေနဲ့လူဆိုတာ limit ရှိတယ်ကျွန်တော်တို့ကြိုက်တာအားလို့ကိုလို့မရဆိုတဲ့အခါကျတော့သူ့အပိုက်ကကျွန်တော်တို့အပိုက်မဟုတ်တဲ့အခါကျတော့တစ်ဖက်ကတော့သူ့ကိုကျွန်တော်ပြောချင်တာကတော့ခွဲခြားပြီးတော့ပေါ့နော်သူ့ကိုလက်မခါနာတွေသူ့ကိုဘယ်လိုပြောမလဲ inferior inferior ပေါ့နော်သူ့ကိုတမီတက်လောက်တာတွေကတော့ကျွန်တော်ကတော့လုံးဝကိုကျွန်တော် human right point of view တော့လောက်ပေါ့နော်ဒီကျွန်တော်နိုင်ငံရေးအပိုင်းနဲ့တော့လောက်ပေါ့နော်ဒီ religious လို့ဒီဘာသာရေးအပိုင်းတော့လောက်ကျွန်တော်ကတော့အဲ့ဒါလုံးဝသူကလည်းလူပဲဘလောက်ပဲစိုးနေမစေသူကလည်းဖះချစ်တဲ့လူတယောက်ပဲဘလောက်ပဲသူတခုဖြစ်နေပါစေပေါ့နော်ဟုတ်ပြီဖះချစ်တဲ့လူတယောက်ပါပဲနာမည်ဟုတ်ပြီအစိုးရတွေသူတို့ဖြစ်ခဲ့တော့ပေါ့နော်ထောင်ချမဲ့နေရတွေပါတယ်ဖြစ်ဒါကတော့အစိုးရအလုပ်ပေါ့ဒါပေမဲ့အတစ်တော်အတွက်ကတော့ကျွန်တော်အစိုးရမဟုတ်ကျွန်တော်ရဲတွေမဟုတ်ဘူးကျွန်တော်စစ်သားတွေလည်းမဟုတ်ဘူးကျွန်တော်ကတခိခရစ်တော်ရဲ့ကိုစားပြုတဲ့နော်အဖွဲ့အစည်းတွေဖြစ်နေတဲ့အတွက်ကြောင့်ကျွန်တော်အနေနဲ့ကတော့အဲ့လိုသူတို့ကိုပါလဲခွက်ချက်ဆက်စားတာတွေပေါ့နော်လက်မခံတာနဲ့နောက်ဆုံးပြောရရင်ပေါ့နော်ကျွန်တော်ချီလူမျိုးထဲမှာဥမာ gay ရှိလာခဲ့တော့ဥမာကျွန်တော်ဘက်မှာ lesbian ရှိလာခဲ့တော့ကျွန်တော်သူတို့ကိုကျွန်တော်နဲ့အတူတာဖို့တူတယ်ဆိုတာကျွန်တော်လက်ခံဖို့ကျွန်တော်စစ်တင်ဖြစ်တယ်သူ gay ဖြစ်လို့ကိုကကျွန်တော်နဲ့တာဖို့နဲ့ကျွန်တော်တာဖို့နဲ့တူတာဖို့ကမကွာဘူးသူ lesbian ဖြစ်လို့ကိုပဲကျွန်တော်တာဖို့နဲ့တူတာဖို့ကမကွာပါဘူးဖះကကျွန်တော်ချစ်တဲ့လောက်ကိုပဲသူ့ကိုလည်းချစ်ပါတယ်ဆိုတာကိုပေါ့နော်အဲ့ဒါကျွန်တော်ရဲ့တကယ်အတွေ့ခံစားချက်ပေါ့အဲ့လိုရှိတယ်ဆဲမကာဇနာခန်အတူချကန်ဝန်ပြယ်ဒေမီလောက်ကိုနာခန်ခဲชิมดูมิจะมาค่ะเบตักเต็นกันมันใจทันกูสิละมาการจนนี้นะวันชิมยาคันเชฟเขาจะเกย์เตปอลเลสเบี้ยนเตปอลเขาจะอันนี้ชัวปีมีเคสิละเคปอมออกเขียนทากก็เชฟขัดเบลเตจะไบเซ็กชวลกันทีละจมั้งนูเฮซองอีดีขอป้าเฮซองอีดีขอบรรทุกเขียนตำละบรรทุกปอลคิดแต่แค่อันมาอันนี้ชัวปีมีกันที่เขากงหามะအဲ့ဒါကျွန်တော်တိတ်ပါလောကမှာဆိုရင်တော့ဒီ mutation ဆိုတာတွေပေါ့နော် orientation ဆိုတာတွေအခွန်ကအများကြီးရှိတယ်လူဆိုတာဟာဥမာဟိုတော့အာဒါနဲ့အေဝါထက်မှာလူကအသက်900ကျော်တက်စင်တယ်အခုက90ကျော်နော်ကျွန်တော်ဒီထက်ဟိုနှစ်ပေါင်း1000နောက်ဆုနိုင်ရင်နှစ်ပေါင်း1000လောက်မှရှိတဲ့လူအယုံနဲ့အခုမှရှိတဲ့လူအယုံကမတူတော့ဘူးဆိုတော့အခုနပြောလို့ sexual orientation တော့လည်းကောင်းเนาะလူရဲ့အကျင့်စာရင်းတာတော့လည်းကောင်းလူရဲ့ဖြစ်ပေါ်လာပုံတော့လည်းကောင်းလူရဲ့ခန္ဓာကိုယ်ကိုလည်းကောင်းပြောက်လဲမှုကတော့တနေ့နေ့တော့ဖြစ်ကိုဖြစ်မှာပဲเนาะဟိုးတို့ကလူတွေကအကြည့်ကြည့်ဖြစ်နိုင်တယ်အခုနှစ်ပေါင်း1000ကိုစိတ်မှသွားနိုင်ပြီပေါ့เนาะအဲ့မှာရှိတဲ့လူတွေကအရာပူပူလေးဖြစ်ကိုဖြစ်နိုင်မယ်ပြောလို့မရဘူးဒါပေမဲ့လည်းအားလို့ကကျွန်တော်နဲ့အဲ့အပြောင်းလဲမှုကိုဖြစ်နေတဲ့ဒီလောကမှာပေါ့နော်အဲ့ဒီပြောင်းလဲမှုကိုလည်းကျွန်တော်ဟာတခါတလေကြာရတော့လက်ခံနိုင်တဲ့ခရိယာတွေပေါ့နော်အဲ့ဒီပြောင်းလဲမှုကိုလည်းတခါတလေဆိုတော့ accept ဖြစ်နိုင်တယ်ကျွန်တော်ဖြစ်ရမယ်ဥမာခုနပြောလို့ကျွန်တော်အနေနဲ့သူ့ရဲ့ sexual life ကိုပေါ့နော်ကျွန်တော်သူ့ရဲ့ sexual life အောက်မှာကျွန်တော်နေလို့မရဘူးသူကြိုက်တာသူလုပ်မယ်ဒါပေမဲ့လည်းသူလှုပ်တာလို့ကိုကကျွန်တော်တို့တာဖို့ကဖျားရှိမှာနော်လုံးဝမကွာတာကိုကျွန်တော်ပြောနေတာပါနော်အဲ့ဒါကျွန်တော်အနေနဲ့လုံးဝသူတို့ကိုဆွတ်လို့မရတစ်ဖက်ကလည်းဒီဖက်လူကိုကျွန်တော်ကာကွယ်နိုင်တဲ့လောက်ကိုပဲသူ့ကိုပဲကျွန်တော်ကာကွယ်မှာပဲသူ့ကိုကာကွယ်နိုင်တဲ့လောက်ကိုပဲဒီဖက်လူကလည်းကျွန်တော်ကာကွယ်မှာပဲဖခင်ရဲ့ရှိမောင်းမှာကျွန်တော်လူတွေအလုပ်ကအချင်းခါပြီးသားဖြစ်တယ်။ဆိုတော့ပြောချင်တာကတော့နော်သူတို့ကိုတခုခုနော်သူတို့တခုခုခွဲခြားဆက်ဆံတာကိုကျွန်တော်ဘယ်လိုပြောမလဲအတိမှမပြုနိုင်တာပေါ့နော်အဲ့ဒါကိုကျွန်တော်ပြောတာ။အော် Clayton in ဆ
thấy đơn in tôi đều vẫn cần vẫn lệ khó vẫn cần dùng lắm mà thấy đơn chọn khá thấy đơn in cái nào tật phân phânตัวคันน่ะดูเรามีสิกอลมาแล้วมาก็จะนักคันเซมเซตมาเรเทน่าจะทันเราพงหนึ่งเต็นดิร์ดิ้งเซลมาเตะค่ะนรวนักประคัตเต็นมันก็ชิมสิละอุมาฉันอากูกบากูจีอุมาอเมริกากูเบจีเนาะบิโรเลยุโรปาနိုင်ငံတွေကိုအားလို့ကြည့်ဒီတကယ်ဒီမိုကရက်တစ်နိုင်ငံတကယ်နိုင်ငံရေးလောကမှာအရွယ်ရောက်တဲ့နိုင်ငံတွေအားလုံးဟာဟိုတနည်းမဟုတ်ရင်ဒီတနည်းကိုသူတို့အားလုံးကိုlegalize လုပ်ပေးထားတာအဲ့လို gay marriage တွေ lesbian တွေကိုအခုလက်မခံနိုင်တဲ့နိုင်ငံတွေကိုကြည့်မယ်ဆိုအီရန်နော်အီရန်နိုင်ငံရဲ့တမတွေနော်အခုတကယ်ပဲအောင်ကြနောက်ကြဖြစ်နေတဲ့နိုင်ငံတွေကပဲနော်ဒါတွေကိုတကယ်တော့ဆိုအမြတ်တော့အဖြစ်လူရဲ့အပြောင်းလဲကိုလက်မခံတာတယောက်ကဥမာ ISIS တွေပေါ့နော် ISIS တွေဆိုရင်တစ်ဖက်ကဆိုရင်လည်းသူတို့ဟာအမျိုးမျိုးကတော့သူတို့လုပို့လို့ရတော့ကျွန်တော်နှက်တာတော့မဟုတ်ပါဘူးနော်သူတို့ဟာလည်းတကယ်တော့ဆိုတော့အဲ့လိုhomosexual တွေကိုသူတို့တွေ့ပို့ပြီးတော့တောင်းသူတို့လုတဲ့ကိုကျွန်တော်တတိတွေမှာဖတ်ရပါတယ်ဆိုတဲ့အခါကျတော့ကျွန်တော်ကဘယ်ဖက်မှာပါမလဲကျွန်တော်အနေနဲ့ဆိုရင်ဥမာကျွန်တော်အဲ့ဒီနိုင်ငံတစ်ခုလို့အတွက်ကိုကျွန်တော်ပြောရမယ်ဆိုရင်ပေါ့နော်နိုင်ငံတစ်ခုလို့နေရာမှာကျွန်တော်အဆုတ်ဖြတ်ပြရတော့မယ်ဆိုရင်တော့ကျွန်တော်ကအဲ့ဒီကျွန်တော်တို့စိတ်မှာတွားနေတဲ့နိုင်ငံတွေကိုကျွန်တော်ကြည့်ပြီးတော့ပေါ့နော်သူတို့နဲ့အတူပဲကျွန်တော်တော့ပါဝင်ပါน่าจะทันคนละที่นักสละจ้ะถ้านรวนักกินเป็นนู่นเป็นชิ้นจ้ะมากาโซนักขันมากาโซนคัตซุสจังสิลายมีกันเดือดมันมั่วรีบกรุ๊ปตั้มปีกันในละสิฟักบอมนักเหอัฐามีโลเรากันติดกับอัฐาเก้าชิคัดจัดเส้นนั่นเต็นสิฟักบอมร้องเห็นแค่เชื่อคัดทุดหนักน่าชอบพี่เขาละสิฟักบอมนักเหอัฐานั่นติมอဒါတော့စီရတာကိုဘယ်လိုပြောမလဲဒါကျွန်တော်ကောင်းမကောင်းကိုကျွန်တော်တို့ပြောတာထက်အရေးကြီးတာကတော့တခိခရစ်တော်ကတနေ့ပြောတယ်လေငါမိတို့အိမ်မှာလာပြီးတော့ထမင်းလာတော့မပေးဘူးတဲ့အဝတ်အထက်လာတောက်တယ်မပေးဘူးเนาะတစ်ဖက်ကရေလာတော့တယ်မပေးဘူးထမင်းလာတော့တယ်မပေးဘူးလို့သူ့တပည့်တော်တွေကိုပြောတဲ့အခါမှာသူ့တပည့်တော်တွေကဘယ်တော့ကလာပြီးတော့เนาะလာတော့ပြီးတော့ကျွန်တော်မပိတ်တာလဲလို့မေးတဲ့အခါမှာကဲစီရတာတွေကိုမလို့ပေးသလားတကယ်ခရစ်တော်ကမိတယ်ဆိုတော့ကျွန်တော်ဟာခရိယာဖြစ်နေတဲ့အမြတခင်ခရစ်တော်ကိုယ်တိုင်ကအဲ့ဒီစကားတွေကိုပြောခဲ့တဲ့စကားတွေဖြစ်နေဆိုတော့ကျွန်တော်အနေနဲ့ကောင်းမကောင်းဆိုတာကျွန်တော်အတွေ့အကြုံပြောခွင့်မရှိတော့တခင်ခရစ်တော်ပြောပြတာကိုကျွန်တော်လက်ခံရမယ်是ประเทศชิมหนึ่งเงินบริสุทธิ์ชิมหนึ่งก็เจ้าทันตินักเสียหินูกุมงาราชงะกุมราชงะโมชินสติกจะได้ติดต่อติมีในไหนมาကျွန်တော်ချစ်ပင်ထဲမှာတက္ကသိုလ်ကိုကျွန်တော်တည်ဆောက်ခြင်းနဲ့ပြီးတော့ချစ်ပင်ထဲမှာရှိတဲ့မြို့နယ်တွေတိုင်းမှာပေါ့နော်အဲဒီကိုပိုင်ချောက်လေးတွေကိုကျွန်တော်တည်ဆောက်ခြင်းနဲ့ပြီးတော့လည်းဆက်လက်ပြီးတော့ချစ်ပင်ထဲမှာရှိတဲ့ပညာသားလေးတွေကိုပဲပေါ့နော်သူတို့ကိုလည်းကျွန်တော်နိုင်ငံခြားပညာတော်တွေကိုကျွန်တော်အယောင်1000ရောက်တဲ့အထိပေါ့နော်ကျွန်တော်ဆက်လက်ဆက်လို့ခြင်းနဲ့ပြီးတော့လည်းကျွန်တော်ရွာတိုင်းမှာစေပေခါလေးတွေပြီးတော့ဂျာမာရေးเนาะပညာရေးကအစနည်းနည်းပါဥမာမူကြိုကြောက်လေးတွေဒါကျွန်တော်လုပ်နိုင်တဲ့ဥစ္စာတွေပေါ့เนาะဒါတွေကိုကျွန်တော်ချစ်ပနေရွာတိုင်းတွေမှာကျွန်တော်လုပ်ချင်တယ်ဒါပေမဲ့ဒါကတော့ဖြစ်နိုင်မဖြစ်နိုင်တော့ဖះအလိုတော့ပေါ့เนาะပြီးတော့လည်းခုနကျွန်တော်ပြောသလိုချစ်ပနေမှာလေဆေးလေးတွေပေါ့အချစ်ကြီးတော့မဟုတ်ဘူးပေါ့เนาะအဲ့ဒီ emergency တော့မဟုတ်အဲ့ဒီနိုင်ငံတကာလူကြီးတွေပေါ့เนาะပြည်တွေ့ပြည်ပလူကြီးတွေသူတို့နေရာကိုတွားနိုင်အောင်ချစ်ပနေမှာလည်းကျွန်တော်လေဆေးတွေ10ခုလောက်ကိုကျွန်တော်တိဆောက်ခြင်းနဲ့ဆက်လက်ပြီးတော့ပေါ့เนาะပြီးတော့လည်းကျွန်တော်ဖြစ်နိုင်တော့အခုနပြောသလိုဒီချစ်ပနေတာမကပဲနဲ့ချစ်ပနေပြီးသွားတဲ့အခါမှာကျွန်တော်ဒီရခိုင်ပြည်နယ်ကျွန်တော်မကွေးတိုင်းကချင်ပြည်နယ်ရှားပြည်နယ်เนาะမွန်ပြည်နယ်ဒါတွေအောက်လို့ကိုကြည့်ပြီးတော့
ချစ်ပြည်နယ်မှာလို့တဲ့အတိုက်ကိုပဲသူတို့ပြည်နယ်မှာကျွန်တော်ဆက်ပြီးတော့ပြလို့စစ်ချင်တယ်ဆိုတော့အဲ့ဒါတော့ဘယ်နှစ်အထိဖြစ်မလဲဆိုတော့ပြောလို့မရသေးဘူးဒါပေမဲ့လည်းဒါတွေကနှစ်ပေါင်း100ချင်နိုင်တယ် 19กันตะกลาซะละอาจารย์เจอกันตัดมเราละประคัดวันอินเฮลเก่าหนึ่งละ US มินเอาลองสลอนมั้งแค่คุยการกิบะมีชินมินเอาอาบิกินมินเอาจากแค่มินเอานี่หินใจเฮียตัวสลดกันมีผู้กุตองอินแค่กันมีผลจากทันแฮมบิกลาเทียนรัวมีနံပါတ်1ကတော့ဖះကကျွန်တော်ချင်းလူမျိုးတွေကိုခေါ်တယ်ဆိုတာကိုအားလို့ကြားစေချင်တယ်ဖះကချင်းလူမျိုးတွေတာမကပဲနဲ့မြန်မာနိုင်ငံတစ်ခုလုံးအတွဲကိုကျွန်တော်ကိုခေါ်ထားတယ်အဲ့ဒါကိုလက်ခံလိုက်ရင်ဖះကကောင်းချီးပေးဖို့အစစ်အသင့်ဖြစ်နေနော်ဥပမာကျွန်တော်အဲ့ဒါကိုလက်ခံထားလို့ဖះကျွန်တော်ကောင်းချီးပေးတယ်အဲ့ဒါကိုကျွန်တော်လက်မခါဘူးဆိုရင်ဘယ်တော့မှကျွန်တော်ဆရာဖြစ်မှာမဟုတ်အဲ့လိုရှိတယ်ဆိုတော့ကျွန်တော်ကတော့ပြောချင်ပါတယ်ဒီအမေရိကပြည်ထောင်စုမှာရှိတဲ့ချင်းပြည်သူပြည်သားတွေယူရိုပါတိုင်းပေါ့နော်ဒီကနေဒါနိုင်ငံတကာပြည်သူပြည်ပမှာရှိတဲ့ကျွန်တော်ချင်းတွေအားလုံးနားလည်နိုင်ဖို့ပြောချင်တာပါလေဖယားကချင်းလူမျိုးတွေကိုဣသရေလခေါ်တယ်လို့ဖယားကချင်းလူမျိုးတွေကိုနော်ခေါ်ထားတယ်ဆိုတော့အဲ့ဒီဖះခေါ်တဲ့အတာကိုအားလုံးကြားနိုင်ပါစေလို့နော်အဲ့လိုကြားနိုင်တယ်ဆိုတော့နော်အားလုံးကဖះကသူတို့ကိုပြည်စီပေးထားတယ်ဖះကအစီအကြည့်ကြည့်ရှိတယ်မြန်မာနိုင်ငံကိုကျွန်တော်ပြီးသွားရင်တရုတ်နိုင်ငံအိန္ဒိယနိုင်ငံဘင်္ဂလားဒေ့ရှ်နိုင်ငံရှိသေးတယ်ဆိုတော့ပြောချင်တာကတော့အဲ့ဒါယူချစ်ချက်ပေါ့အဲ့ဒီအတွေ့အခေါ်လေးအဲ့ဒီချစ်ဒီအမေရိကပြည်ထောင်စုမှာနည်းနည်းပါပါအစီပြလာတာလောက်အထစ်ကိုဖះကမခေါ်ဘူးဖះခေါ်ထားတာအဲ့ဒါမဟုတ်ဘူးဖះခေါ်ထားတာအကြီးကြီးနော်ကျွန်တော်ကအသေးသေးနဲ့ကိုမြင်နေတာကိုအဲ့ဒီထွက်ပေါက်ထားနဲ့ထွက်လာပါဖះကကျွန်တော်ကိုအကြီးကြီးနဲ့ခေါ်ထားတယ်ဆိုတာကိုကျွန်တော်ကတော့ယုံကြည်တယ်กันไปรัวจงสาวปะจังละกันไปรัวนักดองนักลอยจงจังละแล้วเวลาจงกากิบนักกันจะมีสิเซียนอารักกันไงตูมีปีจ้าบิหารจ้านะดูมีมั้ยအားလုံးမျော်လင့်ချက်နဲ့မျော်လင့်ချက်အကြီးကြီးထားကြပါလို့ကျွန်တော်အားလုံးကိုပြောချင်ပါတယ်ဖះကိုအကြီးကြီးယူချီပါလို့เนาะတေးသေးလေးနဲ့ဖះကိုမယူချီဖះကိုအကြီးကြီးနဲ့ယူချီပါဖះကကျွန်တော်အတွက်ကိုအကြီးကြီးရှိတယ်လို့เนาะကျွန်တော်မြန်မာနိုင်ငံသားမကဘူးကျွန်တော်ချင်းလူမျိုးတွေဟာသူတပအတွက်ဖြစ်နေသူတပအတွက်ကောင်းချီးဖြစ်ဖို့ရအတွက်ဖះကချီလူမျိုးကိုဖာဆင်းထားတယ်เนาะဆိုတဲ့အခါကျတော့ကျွန်တော်ချင်းနေဟာရှားတဲ့အတွက်ကောင်းချီးဖြစ်အောင်ကျွန်တော်ချင်းနေဟာမိုးတဲ့အတွက်ကောင်းချီးဖြစ်အောင်ကျွန်တော်ချင်းနေဟာရခိုင်တဲ့အတွက်ကောင်းချီးဖြစ်အောင်ဗမာတွေအတွက်လည်းကောင်းချီးဖြစ်အောင်ကျွန်တော်ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက်ပေါ့เนาะဒီတရုတ်နိုင်ငံအတွက်အိန္ဒိယနိုင်ငံအတွက်ဒီအမေရိကပြည်ထောင်စုနိုင်ငံအတွက်တောင်မှချင်းနေကကောင်းချီးဖြစ်နိုင်ပါတယ်အဲကောင်းချီးဖြစ်နိုင်တဲ့လားကိုကျွန်တော်ရှောက်ကြကြအောင်လို့ပဲကျွန်တော်ညီကိုချိုးချင်ပါတယ် ใช่กันลมตก Thank you very much แล้ว